ဓမ္မအတိညာအားနေကြတဲ့ပုဂ္ဂိုလ်ဒီမကြားခြင်းနဲ့တရားမနာခြင်းနဲ့တရားပဲဘာနဲ့ဆက်ဆက်ပြီးတော့ဟောရမှာတော့ဆိုရင်ဥစဉ်တို့တရားနာပြီးတတ်ရင်လူတကာတွေကြောက်ရွံ့ပြီးတော့နေကြတယ်သေခြင်းတရားဘာတရားတော့လူတွေသေရမှာတိတ်ပြီးတော့ကြောက်ရွံ့ညဘလောက်တောင်ကြောက်ရွံ့ညတော့ဆိုလို့ရှိရင်သေစကားကြားကိုမကြားခြင်းညတကယ်လို့မြန်သေစကားမြန်လာပြီးတော့ပြောမယ်ဆိုရင်မင်းဟာကလည်းကွာနမိတ်မရှိနမာမရှိမင်္ဂလာမရှိတဲ့စကားမပြောစမ်းပါနဲ့ဆိုပြီးတော့ဒီလိုနားပိတ်ကြအဲ့တော့ဥစဉ်တို့တရားနာပြီးတတ်ရေသေစကားဟာမင်္ဂလာမရှိတဲ့စကားမဟုတ်ဘူးသေစကားကိုအကြောင်းပြုပြီးတော့မိမိတို့မှာမရဏနှုတ်တတိကမ္မထန်နေဘာတွေမြန်ဖြစ်မယ်။အော်ငါလည်းပဲဒီလမ်းသွားရမှာပါလားဆိုပြီးတော့ဒီလိုတတိလေးမြန်ရမယ်ဆိုရင်ကုသိုလ်မရဘူးလား။ရတယ်နော်။ကုသိုလ်ရတယ်ဆိုရင်ဥစဉ်တို့တရားနာပြီးတတ်ရင်မင်္ဂလာရှိတဲ့စကားလားမင်္ဂလာမရှိတဲ့စကားလားမင်္ဂလာရှိတဲ့စကားမိမိတို့တွေသေရမှာဘလောက်ကြီးပဲကြောက်ကြောက်လောကကြီးမှာဇာတိနဲ့စလာတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မရဏဆိုတာရှောင်လို့လွှဲလို့ရပါမလားမရနိုင်ဘူးအဲ့ဒီတော့ကဦးဇင်းတို့တရားနာပိဋကများရှောင်လို့လွှဲလို့မရတဲ့ဒီတဘာဝဓမ္မအဲ့ဒီအချိန်ကြရင်ဘလို့အနေအထားမျိုးတွေနဲ့ကြုံတွေ့ရတတ်တယ်လေအဲ့ဒီအနေအထားနဲ့ကြုံတွေ့လာပြီဆိုလို့ရှိရင်ဘလို့ဘဝကူးကောင်းအောင်ပြုပြင်ကြရမလဲဆိုတာတို့ဒီနေ့ညဟောကြားကြရအောင်နာကြားကြရအောင်ဘဝနေဝင်ချိန်ကောင်းစေဖို့အမိယတိတရား၎င်းတရားဒေသနာတော်ကိုမဟောကြားကြသည်မိမနာကြားကြသည်မိတရားအလုံးတို့ကိုပိုင်ဆိုးတော်မူသောမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကိုရိုသေစွာရှိခိုးဥချ၍ဥစဉ်တို့တရားပွဲဖွင့်လှစ်လိုက်ကြရအောင်ဘုံတော်ဘောဓာယတိတိတိတံတော်ယောဓမ္မထာယသာသမထာယတံတော်ဓမ္မံတိန်နောဝါတရဏာယသာနေဗုဒ္ဓနိဗ္ဗာနထာယတံလောကတရဏနမိယောဗုဒ္ဓသဗ္ဗညုဗုဒ္ဓအမိယသည်လောကတို့တင်တို့တွေကိုယ်ွယ်နေရတဲ့အခြင်းဖယားရှင်ကိုယ်တော်မြတ်ကြီးသည်ဗုဒ္ဓဝါသေစာလေးပါးမြတ်တရားကိုပြာသာတင်နှင့်ကိုယ်တော်တိုင်သိမြင်တော်မူပြီးသည်ဖြစ်၍သာလည်းယင်ဘောဓာယသာပြမနတ်လူသုံးပုံသူတို့ကိုယ်ရုမယွင်သိပါစေခြင်းကြုံငါလည်းပဲဓမ္မန္တိတေတိသစ္စာလေးပါးမြတ်တရားကိုသနာညာတာဟောကြားတော်မူခဲ့ပါပြီတန်တော်ဝါကိုယ်နှုတ်နှလုံးသုံးပါးပိုင်ပိုင်ကိုယ်တော်တိုင်ယဉ်ကျေးတော်မူပြီးသည်ဖြစ်ပေသာလည်းယင်ဓမ္မထာယသာပြမနတ်လူသုံးပုံသူတို့ကိုယ်ရုမယွင်ယဉ်ကျေးပါစေခြင်းကြိုးငါလည်းပဲဓမ္မန္တိတေတိသစ္စာလေးပါးမြတ်တရားကိုသနာညာတာဟောကြားတော်မူခဲ့ပါပြီတန်တော်ဝါကိလေသာဟုအပုခသိမ့်ကိုယ်တော်တိုင်းအိမ်ငိမ့်တော်မူပြီးသည်ဖြစ်၍သာလည်းယင်သမထာယသာပြမနတ်လူသုံးပုံသူတို့ကိုယ်တူမယွင်ကိလေသာပူအိမ်ငိမ့်မာစေခြင်းကြိုးငါလည်းပဲဓမ္မန္တိတေတိသစ္စာလေးပါးမြတ်တရားကိုသနာညာတာဟောကြားတော်မူခဲ့ပါပြီတိန်နောဝါဩဃလီကံကရကြံကိုတဲလံထုတ်ချောက်ကိုတော်တိုင်းကူမြောက်တော်မူပြီးသည်ဖြစ်၍သာလည်းယင်တရဏာယသာပြမနတ်လူသုံးပုံသူတို့ကိုယ်ရုမယွင်ကူမြောက်ပါစေခြင်းကြိုးငါလည်းပဲဓ
ဓမ္မံတိတေတိသစ္စာလေးပါးမြတ်တရားကိုတဏညာတာဟောကြားတော်မူခဲ့ပါပြီနေဗုဒ္ဓဝါကိလေသာပရိနိဗ္ဗာန်ကိုတော်တိုင်ဝင်ဆံတော်မူပြီသည်ဖြစ်၍သာလျင်နိဗ္ဗာန်ရာစာပြမနတ်လူသုံးပုံသူတို့ကိုယ်ရမတွင်ကိလေသာပရိနိဗ္ဗာန်ဝင်ဆံပါစေခြင်းကြိုးငါလည်းပဲဓမ္မံတေတေတိသစ္စာလေးပါးမြတ်တရားကိုတဏညာတာဟောကြားတော်မူခဲ့ပါပြီလောကတရဏံကာမရူပအရူပဟုဘဝသုံးပါးအာထာကြီးညိုမိကိုရာစေဖြစ်တော်မူသောတံဗုဒ္ဓံသဗ္ဗညုဗုဒ္ဓအမိယသည်လောကတော်တင်တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနမေနမမာကောနှုံနှလုံးသုံးပါပြောင်းပြော့မှန်ကိုလျော့၍ကဲတော့ရောကျော်ရှေခောဥညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားဘဝနေဝင်ခြင်းကောင်းစီဖို့အမိရတဲ့တရားဒီတရားကိုဟောကြားကြမယ်ဆိုတော့ဦးဇင်းတို့ဘာကနေစပြီးတော့ပြောကြားခြင်းတုံးဆိုလို့ရှိရင်ဘဝအကျိုးပေးစဉ်အနေအားဖြင့်ကွဲပြားပြီးတော့နေတဲ့ကံလေးမျိုးအရင်ပြောကြားခြင်း ਨੇ အဲ့ဒီကံလေးမျိုးဆိုတာကိုအဘိဓမ္မထသိညိုကျမ်းမှာဘလို့ရေးထားတော့ဆိုလို့ရှိရင်ကရုကံအာသနာအာစိဏံကတတကံမင်စေတိပါကဒါနပရိယာယေနာကရုကံအလွန်တရာကြီးလေသောကရုကကံ၎င်းအာသနံကွယ်လွန်ကာနီးအချိန်အခါကာလသမယ၌ပြုအပ်အောင်းမေရသောအာသနာကံ၎င်းအာစိဏံမြဲမပြတ်လေးကျအပ်သောအာစိဏကံ၎င်းကတတကံမင်းစပြုအပ်ပြီးသောကတတကံမျိုးစား၎င်းဣတိဤသို့လည်းယင်ပါကဒါနာပရိယာယေနာအကျိုးပေးစဉ်ရစွမ်းအဖြင့်ကမ္မာနိကံတို့သည်သတ္တာရိလေးပါးတို့ပါပေတိဣတိဤသို့လည်းယင်အာစရိယာဗုဒ္ဓမတင်ညူအထာဂရဆရာတိကဆရာကြီးတို့သည်ဝတ္တန္တိကောင်းစွာမသွေမိန့်ဆိုခဲ့ကြပါပေကုန်တော့တတိဦးဇင်းတို့တရားနာပိဋကများဒီဘဝကနေပြီးတော့ကွယ်လွန်ပြီးတော့ဟိုဘက်ဘဝရောက်ကြမယ်ဆိုလို့ရှိရင်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီဘဝအချိန်ကုန်လွန်သွားလို့ဟိုဘက်ဘဝကိုခြေလှမ်းလှမ်းညတော့မယ်ဆိုလို့ရှိရင်အကျိုးပေးနိုင်တဲ့ကံရှုထောင့်ကနေကြည့်မယ်ဆိုရင်ကံ၄မျိုးရှိတယ်တဲ့ဘယ်နှမျိုးရှိတာတော့ကံနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်ရှုထောင့်ကနေပြီးတော့ဘယ်နှမျိုးရှိသလဲဒီပြင်ဘာဘာညာညာရှုထောင့်ကနေပြီးတော့ကြည့်မယ်ဆိုရင်ဘယ်နှမျိုးရှိသလဲဆိုတာဒါမျိုးကတော့စာပေမှာခွဲခြားမှုရှိဦးဇင်းတို့ဒီနေ့ပြောကြားချင်တာကတော့ဘာပြောကြားချင်တာတုံးဆိုရင်အဲ့ဒီလိုအမျိုးမျိုးကွဲပြားတဲ့ကံတွေကပါကဒါနပရိယာယာလို့ခေါ်ရတဲ့အကျိုးပေးစဉ်ဤအစွမ်းအားဖြင့်ကွဲပြားတဲ့ကံ၄မျိုးအဲ့ဒီကံ၄မျိုးဆိုတာကဦးဇင်းတို့တရားနာပိဋကရေနံပါတ်1ဂရုကကံနံပါတ်2အာသနာကံနံပါတ်3အာစိဏကံနံပါတ်4ကတတ္တာကံနဲ့စုစုပေါင်းဘယ်နှမျိုးတော့ကရုကကံဆိုတာကဘလို့ကံမျိုးတုံးဆိုရင်ဦးဇင်းတို့တရားနာပိဋကရေအလွန်တရာကြီးလေးတဲ့ကံအကုသိုလ်များဘက်ကပြောမယ်ဆိုလို့ရှင်တော့အမေတတ်တဲ့အဖေတတ်တဲ့ယဟန္တာတတ်တဲ့
ဖယားရှင်ကိုသွေးစိမ့်တီအောင်လုပ်တဲ့တန်ဃာသင်းခွဲတဲ့ကံလို့ဆိုရတဲ့ပင်စာနန္ဒရိယကံမျိုးပေါ့အလွန်တရာကြီးလေးတယ်ကုစားလို့မရနိုင်ကုသိုလ်ရေးရာဘက်ကပြောမယ်ဆိုရင်ဥစဉ်တို့တရားနာပြေးတတ်ရေမဟက်ခုတ်ကုသိုလ်ကံတဲ့အကုသိုလ်ဘက်ကဆိုလို့ရှိရင်ပင်စာနန္ဒရိယကံမျိုးကုသိုလ်ဘက်ကဆိုလို့ရှိရင်မဟက်ခုတ်ကံမျိုးဒီလိုကံမျိုးကိုဂရုကကံလို့ခေါ်ပါတယ်အလွန်တရာကြီးလေးတဲ့ကံပုဂ္ဂိုလ်တဦးတယောက်မှာဥစဉ်တို့တရားနာပြိတ္တရေအဲ့ဒီလိုဂရုကကံမျိုးများရှိပြီးတော့နေပြီဆိုရင်အခြားကံတွေကနေပြီးတော့ဒုတိယဘဝမှာလူဖြစ်ဖို့နတ်ဖြစ်ဖို့တရိစ္ဆာန်ဖြစ်ဖို့ပိဋ္ဌာဖြစ်ဖို့အကျိုးမပေးနိုင်ပါဘူးတဲ့အဲ့ဒီဂရုကကံတွေကဝင်ပြီးတော့အကျိုးပေးပါတယ်ဥပမာဆိုကြပါစို့လူတယောက်ပင်စာနန္ဒရိယကံတွေကနေပြီးတော့မိခင်ကိုတတ်မိထားတယ်ဖခင်ကိုတတ်မိထားတယ်စသည်အပြင်အဲ့ဒီလိုပင်စာနန္ဒရိယကံများရှိခဲ့မယ်ဆိုလို့ရှိရင်သူ့ကိုအခြားကုသိုလ်ကံအကုသိုလ်ကံတွေကတားဆီးပြီးတော့ဝင်ရောက်ပြီးတော့အကျိုးမပေးနိုင်ပါဘူးတဲ့ခေါင်းနာကအမေတတ်မိတဲ့ကံအဖေတတ်မိတဲ့ကံစသောပင်စာနန္ဒရိယကံကပဲအကျိုးပေးပါတယ်ကုသိုလ်ဘက်ကပြောမယ်ဆိုလို့ရှိရင်လည်းပဲမဟက်ခုတ်လို့ခေါ်ရတဲ့ဇံတရားတွေအဲ့ဒီတရားတွေများရှိနေမယ်ဆိုလို့ရှိရင်ဒုတိယဘဝမှာအခြားကုသိုလ်ကံအကုသိုလ်ကံတွေကအကျိုးမပေးပါဘူးတဲ့အဲ့ဒီဇံတရားတွေကနေပြီးတကယ်တော့ဗျမ္မဘုံကိုပို့ပေးပါတယ်ဆိုကျင်တာကတော့ဥစဉ်တို့တရားနာပြိတ္တရေပုဂ္ဂိုလ်တဦးတယောက်မှာအလွန်တရာကြီးမားတဲ့ပင်စာနန္ဒရိယကံလို့ခေါ်ရတဲ့အကုသိုလ်ကံများရှိပြီးတော့နေပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအခြားကုသိုလ်ကံအကုသိုလ်ကံတွေကတားဆီးပြီးတော့ငရဲမကြရအောင်မတတ်နိုင်ဘူးတဲ့အဲ့ဒီကံကပဲဒုတိယဘဝမှာငရဲမှာအကျိုးပေးမှာဥပမာဆိုကြပါစို့ဥစဉ်တို့တရားနာပိဋကများအဇာတတမင်းကြားဘူးကြတယ်မဟုတ်လားကြားဘူးကြတယ်နော်အဖေတတ်မိတဲ့မကောင်းမှုအကုသိုလ်ကံပင်စာနန္ဒရိယကံကျူးလွန်မိလူပေါင်းမှာပြီးတော့အဲ့ဒီလိုမကောင်းမှုကံတွေလုံးမိပြီးတော့အဖေတတ်မိတယ်နောက်ပိုင်းကျတော့ဥစဉ်တို့တရားနာပိဋကရေသူတော်ကောင်းကြီးတွေနဲ့ပေါင်းရဇီဝကတို့လိုသူတော်ကောင်းကြီးတွေနဲ့ပေါင်းရတယ်မြတ်စွာဘုရားကိုစီကပ်ကြရတယ်ဟောနောက်ပိုင်းကျတော့ရှင်မာကတ္တပကိုတော်မြတ်ကြီးနဲ့ပေါင်းပြီးတော့တကယ်ကိုသာသနာပြုမင်းကြီးဖြစ်သွားတာသို့တော်လည်းပဲဥစဉ်တို့တရားနာပိဋကရေအဖေတတ်တဲ့အကုသိုလ်ကံကိုယခေါနာကုသိုလ်ကံတွေကတားနိုင်ရဲ့လားမတားနိုင်ဘူးနောက်ဘဝသက်သာခွင့်ရှိတယ်ဆိုတာကတော့ရှိတာပေါ့လေသို့တော်လည်းပဲဥစဉ်တို့တရားနာပိဋကရေပင်စာနန္ဒရိယကံကျူးလွန်ထားတဲ့ပုဂ္ဂိုလ်တူဦးတယောက်ဟာဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်ကံအကျိုးမပေးနိုင်အောင်ဆိုပြီးတော့ဘလောက်ကြီးကုသိုလ်ကောင်းမှုတွေပြုမရပါဘူးဟောဒီစัจ java လာကြီးအပြေယဟန္တာအရှင်မြတ်တွေကိုသတင်းသုံးစေပြီးတော့အလွန်တရာကောင်းပေဆိုတဲ့သင်္ကန်းတွေလှူတယ်အလွန်တရာကောင်းပေဆိုတဲ့စွမ်းတွေလှူတယ်ကြောင်းတွေပြတ်တက်ကြီးတွေစောက်လှူဒန်းတယ်ဆေးတွေလှူဒန်းတယ်ဘလောက်လှူအဲ့ဒီအကုသိုလ်ရဲ့အကျိုးကိုတားလို့မရပါဘူးတဲ့ဒါကြောင့်မို့ဥစဉ်တို့တရားနာပိဋကရေအကုသိုလ်ဘက်များကပြောမယ်ဆိုလို့ရှိရင်ပင်စာနန္ဒရိယကံဒီဟာအလွန်တရာကြီးလေးတဲ့ဂရုကကံကုသိုလ်ကံဘက်ကပြောမယ်ဆိုလို့ရှိရင်တော့မဟက်ခုတ်ကံနေပေါ့ပုဂ္ဂိုလ်တူတယောက်မှာဆိုလို့ရှိရင်ဇံအဘိညာဉ်နေဇံတရားတွေရပြီးတော့နေတယ်ဆိုလို့ရှိရင်ရူပဝဆရကုသိုလ်အရူပဝဆရကုသိုလ်တွေရပြီးတော့နေတယ်ဆိုလို့ချင်းအဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဘဝမှာဗျမ္မပြည်ရောက်ရမှာသူ့ကိုအဲ့ဒီကုသိုလ်ကံတွေအကျိုးပေးလို့မရအောင်ဆိုပြီးတော့အခြားကုသိုလ်အကုသိုလ်တွေကတားလို့မရပါဘူးတဲ့အဲ့ဒီတော့ဥစဉ်တို့တရားနာပိဋကတွေအချုပ်မှတ်ရမှာကအကျိုးပေးစဉ်အစွမ်းအဖြစ်ကံ၄မျိုးရှိတဲ့ထက်ကနံပါတ်1ကဂရုကကံ
အာကုသိုလ်ဘက်ကပြောမယ်ဆိုလို့ရှိရင်ပင်စာနန္တရိယကံမျိုးကုသိုလ်ဘက်ကပြောမယ်ဆိုရင်မဟဂုတ်ကံမျိုးတဲ့အဲ့ဒီကံတွေကဒုတိယဘဝမှာတောက်လျှောက်အကျိုးပေးပါတယ်တဲ့တခါဆိုကြပါစို့ပုဂ္ဂိုလ်တူတယောက်မှာအဲ့ဒီလိုဂရုကကံမျိုးမရှိဘူးဆိုကြပါစို့တဲ့ဆိုကြပါစို့ဦးဇင်းတို့တွေပင်စာနန္တရိယကံနေမလွန်ကျူးဘူးကြဘူးထုံးမာရမလည်းပဲကုသိုလ်ဘက်ကပြောမယ်ဆိုလို့ရှိရင်တို့တွေဇန်တရားတွေရကြပြီလားမရသေးဘူးပဲဆိုကြပါစို့နော်မဟဂုတ်ကုသိုလ်ကံနေတို့ရဲ့တဏ္ဍာမှာမရှိဘူးဂရုကကံဆိုတာမရှိဘူးအကုသိုလ်လည်းပဲမရှိဘူးကုသိုလ်လည်းပဲမရှိဘူးဆိုရင်အဲ့ဒီလိုပုံကုမျိုးဆိုရင်ဘယ်ကံကဝင်ပြီးတော့နောက်ဘဝမှာပဋိတန်တွေကျိုးပေးတယ်လဲဆိုလို့ရှိရင်အာတဏ္ဏကံကဝင်ပြီးတော့အကျိုးပေးပါတယ်တဲ့ဘာကံနဲ့တော့အာတဏ္ဏကံအာတဏ္ဏကံဆိုတာကဘလို့ကံမျိုးကိုခေါ်တာတုံးဆိုရင်ဥစဉ်တို့တရားနာပြိတ္တရေသေဂာနီးမှာလုံးမိတဲ့ကံသေဂာနီးမှာအောင်းမေ့မိတဲ့ကံဒီလိုကံမျိုးကိုအာတဏ္ဏကံလို့ဒီလိုခေါ်တယ်ဆိုကြပါစို့ဥစဉ်တို့တရားနာပြိတ္တတွေကြားဘူးကြမှာပေါ့ကုသိုလ်ဘက်ကပြောကြမယ်ဆိုရင်တချို့ဆိုလို့ရှိရင်ဟောဖယားရှိခိုးရင်းနဲ့ကွယ်လွန်တာတွေမရှိဘူးလားရှိတယ်နော်ဖယားရှိမှာဖယားရှိခိုးမလို့ဆိုပြီးတော့ဒီလိုထိုင်ရင်းကနေပြီးတော့အသက်ပါသွားတာအဲ့ဒီလိုကွယ်လွန်ငါနီးလုပ်တဲ့ကံတွေကိုအာတဏ္ဏကံလို့ဒီလိုခေါ်တယ်တခါဒီပြင်ကုသိုလ်ဘာကုသိုလ်ညာကုသိုလ်လုပ်ရင်းကနေပြီးတော့အလှူတန်းလုပ်မလို့ဆိုပြီးတော့ပြင်ရင်းစင်ရင်းကနေပြီးတဲ့ခိုင်တော့ဟောမမျော်လင့်မဲ့ဘုံကနေတေလဲတေနိုင်ဤဆိုတဲ့အတိုင်းကွယ်လွန်ကြတာတွေရှိတယ်အဲ့ဒီလိုကွယ်လွန်ငါနီးမှာလုပ်တဲ့ကံမျိုးကိုအာတဏ္ဏကံနောက်တစ်ခုကအကုသိုလ်ဘက်ကပြောမယ်ဆိုရင်ဥစဉ်တို့တရားနာပြိတ္တရေတချို့ပုံကိုယ်တွေများကြတော့တယောက်နဲ့တယောက်တတ်ရင်းဖြတ်ရင်းနဲ့ကိုယ်ပါအသက်ပါသွားတာမရှိဘူးလားရှိတယ်သေဂာနီးမှာအကုသိုလ်တွေလှုပ်ပြီးတော့သေသွားကြတာတွေရှိတယ်အဲ့ဒီလိုသေဂာနီးမှာလှုပ်တဲ့ကံမျိုးကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်တဲ့အာတဏ္ဏကံလို့ဒီလိုခေါ်တယ်နောက်တနည်းအားဖြင့်ပြောရမယ်ဆိုရင်အဲ့ဒီလိုမလှုပ်တော့မှဥစဉ်တို့တရားနာပြိတ္တရေသေဂာနီးမှာအောင်းမေ့မိတဲ့ကံရှေးတုန်းကလှုပ်ခဲ့မိတဲ့ကုသိုလ်ကံတွေအကုသိုလ်ကံတွေရှိခဲ့တယ်အဲ့ဒါတွေကိုမိမိကမေ့ပြီးတော့ထားပေမဲ့ကွယ်လွန်ကနီးကြတာဒါတွေကအရေးတွေထိုးလာသလိုစိတ်ထဲမှာတတိယလာတယ်အောင်းမေ့လာတယ်ကွယ်လွန်ကနီးမှာတတိယပြီးတော့လာပြီဆိုလို့ရင်အဲ့ဒီလိုကံမျိုးကိုလည်းပဲအာတဏ္ဏကံလို့ဒီလိုခေါ်ပါတယ်တဲ့အာတဏ္ဏကံဆိုတာကဥစဉ်တို့တရားနာပြိတ္တရေကွယ်လွန်ကာနီးအချိန်မှာလုံးမိတဲ့ကံအောင်းမေ့မိတဲ့ကံကွယ်လွန်ကာနီးအချိန်မှာကုသိုလ်ကောင်းမှုတွေကိုလုပ်ရင်းနဲ့ကွယ်လွန်သွားတယ်ကုသိုလ်ကောင်းမှုရေးရာတွေကိုအောင်းမေ့ရင်းနဲ့ကွယ်လွန်သွားတယ်ဆိုရင်ဒါကောင်းရာတုဂတိရောက်သွားမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကွယ်လွန်ကနီးမှာမကောင်းမှုအကုသိုလ်လုပ်ရင်းနဲ့ကွယ်လွန်ပြီးတော့သွားတယ်မကောင်းမှုအကုသိုလ်လုပ်ငန်းတွေကိုအောင်းမေ့ရင်းနဲ့ကွယ်လွန်သွားတယ်ဆိုလို့ရှိရင်လည်းဟောဒီပုဂ္ဂိုလ်ဟာဆိုရင်မကောင်းတဲ့ဘုံဘဝဘုံဌာနကိုရောက်သွားမှာပေါ့ဒီလိုရှိတယ်နော်အဲ့တော့ဥစဉ်တို့တရားနာပြိတ္တကြီးအဲ့ဒီအာတဏ္ဏကံဆိုတာလည်းပဲတိတ်အရေးကြီးတာပဲတသက်လုံးကုသိုလ်တွေလုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဆိုလို့ရှိရင်လည်းပဲကွယ်လွန်ကနီးမှာမကောင်းတာလုံးမိတဲ့အတွက်မကောင်းတဲ့ဘဝကိုရောက်သွားနိုင်တယ်နော်တသက်လုံးအကုသိုလ်တွေလုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဆိုလို့ရှိရင်လည်းပဲဥစဉ်တို့တရားနာပြိတ္တကြီးကွယ်လွန်ကနီးမှာကုသိုလ်ကောင်းမှုလုပ်လို့ဆိုပြီးတော့ကောင်းရာတုဂတိလည်းပဲရောက်သွားနိုင်တယ်ဆိုတာဒါလည်းပဲသိရပါဦးဇင်းတို့တရားနာပြိတ္တတွေကြားဘူးကြမှာပေါ့တံဘဓာတိကကြားဘူးတယ်မဟုတ်လားလူတတမဘယင်ကနေပြီးတဲ့ခါကျတော့တခိုးတွေဓမြတွေရာဇောသားတွေသေမိန်ကြတဲ့ပုံကိုယ်တွေကိုတတ်ဖို့ဆိုပြီးတော့ယာတုဌာနန္တရပေးပြီးတော့လူတွေတတ်ပြီးတော့နေရတဲ့တံဘဓာတိကနှစ်ပေါင်း90ကျော်လူတွေကိုတတ်ခဲ့တယ်တနေ့တစ်ယောက်တတ်ရတာရှိတယ်နှစ်ယောက်တတ်ရတာရှိတယ်ယာချီပြီးတော့တတ်ရတာရှိတယ်
နှစ်ပေါင်းများစွာဦးဇင်းတို့တရားနာပိတ္တတွေလူတွေတတ်ခဲ့တယ်အကုသိုလ်တွေအကြီးအကျယ်လုပ်ခဲ့တာပဲကွယ်လွန်မဲ့နေ့ကြတော့ဦးဇင်းတို့တရားနာပိတ္တရေရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကိုဆွန်းဆက်ကလူဒန်းလိုက်ရတယ်တရားဓမ္မတွေနာကြားလိုက်ရတယ်ရှင်သာရိပုတ္တရာကိုဆွန်းဆက်ကပြီးတော့ကြောင်းပြန်ပြီးတော့လိုက်အဖို့နောက်ကနေပဲတပိတ်ထမ်းပြီးတော့လိုက်ပြီးတော့ပို့တာပို့ပြီးတော့ပြန်လဲပဲလှဲ့လာရောဟောလမ်းမှာနွားမခွေပြီးတော့ကွယ်လွန်သွားဘယ်ရောက်တော့နတ်ပြည်သူကတိကိုရောက်သွားရတယ်အဲ့တော့ဦးဇင်းတို့ကပြောကျင်တာကဘာပြောကျင်တာတော့ဆိုရင်တသက်လုံးအကုသိုလ်လှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမိတ်ဆွေကောင်းနဲ့ကြုံတွေ့ရပြီးတော့ဦးဇင်းတို့တရားနာပိဋကရေကုသိုလ်ကောင်းမှုသေဂာနိကာလမှာလုံးမိလိုက်ပြီဆိုရင်ကောင်းရာတုဂတိမရောက်နိုင်ဘူးလားရောက်နိုင်တယ်အဲ့ဒီလိုပဲတသက်လုံးကုသိုလ်လှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဆိုလို့ရှိရင်လည်းပဲကွယ်လွန်ငါနီးမှာအနေအထားမဟန်လို့မဟုတ်တာလုံးမိတယ်ဒါမှမဟုတ်တာကိုအောင်းမိသွားတယ်ဒီလိုစိတ်ဇောနဲ့မြန်ကွယ်လွန်သွားမယ်ဆိုရင်ကောင်းရာတုဂတိမရောက်နိုင်မဲနဲ့မကောင်းရာဒုက္ခတိကိုလည်းပဲရောက်သွားနိုင်တယ်ဆိုတာဒီလိုလည်းပဲသိရမှာနော်ဟာအဲ့တော့ဦးဇင်းတို့တရားနာပိဋကတသက်လုံးအကုသိုလ်တွေလှုပ်ထားလဲပဲကွာကွယ်လွန်ခါနီးမှာကောင်းမှုကုသိုလ်လှုပ်လိုက်မယ်ဆိုလို့ရှိရင်ကောင်းရာတုဂတိရောက်နိုင်တယ်တဲ့ဆိုပြီးတော့ဒီလိုမှတ်သားရတော့ကဲပါငါတို့မကောင်းမှုအကုသိုလ်တွေလှုပ်နေလိုက်ပါအောင်မယ်ကွယ်လွန်ခါနီးကြမှာကုသိုလ်ကောင်းမှုတွေလှုပ်ပါအောင်မယ်ဆိုပြီးတော့နော်ဘဝကိုတော့ဦးဇင်းတို့တရားနာပိဋကရေလောင်းကြီးထက်လို့ကောင်းပါမလားမကောင်းမှုမသေးကြလှဘူးနော်အဲ့တော့ထားကြပါစို့ပုဂ္ဂိုလ်တဝတ္တယောက်မှာနံပါတ်1အလွန်တရာကြီးလေးတဲ့ဂရုကကံများရှိပြီဆိုလို့ရှိရင်အဲ့ဒီဂရုကကံကဒုတိယဘဝမှာကောင်းရာမွန်ရာမကောင်းရာဆိုးဝါးရာကိုရောက်စေတယ်အကျိုးပေးတယ်အဲ့ဒီဂရုကကံမမရှိဘူးဆိုလို့ရှိရင်ဒုတိယအနေနဲ့အာတဏကံလို့ခေါ်ရတယ်ကွယ်လွန်ခါနီးမှာလုံမိတဲ့ကံကွယ်လွန်ခါနီးမှာအောင်းမိမိတဲ့ကံကနေပြီးတော့အကျိုးပေးတယ်ဒါဖြစ်ရင်ဂရုကကံလည်းပဲမရှိပါဘူးတဲ့ကွယ်လွန်ခါနီးမှာလှုပ်တဲ့အောင်းမေးတဲ့အာတဏကံလည်းပဲမရှိပါဘူးတဲ့အဲ့ဒီလိုဆိုရင်ဘယ်ကံကအကျိုးပေးတုံးဆိုရင်နံပါတ်3ကအာစိဏကံတဲ့ပြောကြည့်ပါပါတယ်တော့အဲ့ဒီအာစိဏကံကအကျိုးပေးပါတယ်အာစိဏကံဆိုတာကဘလူကံမျိုးတုံးဆိုရင်ဦးဇင်းတို့တရားနာပိဋကများနေ့စဉ်အမြဲမပြတ်လေ့ကျက်ပြီးတော့နေတဲ့ကံမျိုးအလေးအလာများနေတဲ့ကံမျိုးကိုခေါ်တယ်ကုသိုလ်ဘက်ကပြောမယ်ဆိုလို့ရှိရင်နေ့စဉ်ဖယားရှိခိုးတယ်ဖယားရေတော်ကတ်တယ်ပန်းတော်ကတ်တယ်တန်ဃာတော်ရှင်သူမြတ်တွေကိုဆွန်းလောင်းတယ်ဟာတချို့ဆိုလို့ရှိရင်တန်ဃာတော်ရှင်သူမြတ်တွေဆွန်းလောင်းပြီးတော့နေရတာဆိုတော့နော်နေ့စဉ်အစောကြီးထားပြီးတော့ဆွန်းချက်ကြတယ်အဲ့ဒါများမလုပ်ရဘူးဆိုလို့ရှိရင်တာဝန်မကျေသလိုဖြစ်ပြီးတော့စိတ်ထဲမှာခံစားရတယ်ကုသိုလ်ဘက်ကအလေ့လာတွေများပြီးတော့နေတယ်အဲ့ဒါမျိုးကိုအာစိဏကံလို့ဒီလိုခေါ်ရတယ်ဘုန်းကြီးတွေကိုလှူဖို့တန်ဃာတွေကိုလှူဖို့ဖယားစေတီကိုလှူဖို့နေ့စဉ်ငါတို့ပိုက်ဆံစုမယ်အဲ့ဒီထက်ကနေပြီးတော့နေ့စဉ်ဈေးရောင်းလို့ရတဲ့ထက်ကစီးပွားရေးလုပ်လို့ရတဲ့ထက်ကနေပြီးတော့ပိုက်ဆံလေးတွေဖက်ပြီးတော့စုဆောင်းတယ်ဒါလည်းပဲအာစိဏကံပဲနော်ဒါကုသိုလ်ဘက်ကပြောတာအဲ့ဒီလိုမဟုတ်ဘဲနဲ့ဦးဇင်းတို့တရားနာပိဋကရေအကုသိုလ်ဘက်ကပြောကြမယ်ဆိုလို့ရင်နေ့စဉ်သူများအသက်သတ်ပြီးတော့စီးပွားရှာပြီးတော့နေကြတဲ့ပုံကိုယ်တွေရှိကြတယ်နေတိုင်းသူများပစ္စည်းဥစ္စာခိုးတဲ့အခါခိုးလစ်တဲ့အခါလစ်ပေါ့နော်တိုက်ယူတဲ့အခါတိုက်ယူပေါ့အမြဲတမ်းအလေ့လာဝါသနာများပြီးတော့နေတဲ့ကံမျိုးကိုအာစိဏကံလို့ဒီလိုခေါ်ပါတယ်အဲ့တော့ဦးဇင်းတို့တရားနာပိဋကရေဂရုကကံလည်းပဲမရှိဘူးအာတဏကံလည်းပဲမရှိဘူးဆိုလို့ရှိရင်အဲ့ဒီနံပါတ်3ဖြစ်နေတဲ့အာစိဏကံကအကျိုးပေးပါတယ်တဲ့ဥပမာဆိုကြပါစို့ဦးဇင်းတို့တရားနာပိဋကများကွယ်လွန်ခါနီးမှာလုံမိတဲ့ကံကွယ်လွန်ခါနီးမှာအောင်းမိမိတဲ့ကံမရှိဘဲနဲ့ကွယ်လွန်တာလည်းပဲရှိနိုင်တယ်
ဆိုကြပါစို့တချို့လူမလူနာတွေနှစ်လရှည်ကြာစွာမိမျောနေတာမရှိဘူးလားရှိတယ်နော်အဲ့ဒီလိုပုံကုမျိုးဆိုလို့ရှိရင်ဦးဇင်းတို့တရားနာပြည်သက်ကြီးကွယ်လွန်ကာနီးမှာလောက်ရတယ်ဆိုတဲ့ကုသိုလ်ကံအကုသိုလ်ကံရှိပါမလားမရှိဘူးမိမျောပြီးတော့နေတာအဲ့ဒီလိုပုံကုမျိုးဆိုလို့ရှိရင်တော့ဦးဇင်းတို့တရားနာပြည်သက်ကြီးသူကျမ်းမာရေးကောင်းစဉ်အခါကာလတုန်းကပြုမှုပြောဆိုလောက်ကင်မှုများခဲ့တဲ့အလေအလာများခဲ့တဲ့အာစိဏကံကနေပြီးတော့ဝင်ပြီးတော့အကျိုးပေးမှာတဲ့ကောင်းတာလုပ်ခဲ့တာများရင်ကောင်းရာဒုက္ခတိရောက်သွားမှာပဲမကောင်းတာလုပ်ခဲ့တဲ့များရင်မကောင်းတဲ့ဒုက္ခတိကိုရောက်သွားမှာပဲတဲ့ဒီလိုဆိုတယ်နော်အဲ့တော့ဦးဇင်းတို့တရားနာပြည်သက်များဒီနေရာမှာကျမ်းဂန်များကတော့အာတဏကံလို့ခေါ်ရတဲ့ကွယ်လွန်ကာနီးမှာလှုပ်ခဲ့တဲ့ကံကွယ်လွန်ကာနီးမှာအောင်းမိမိတဲ့ကံအဲ့ဒီကံရဲ့အာစိဏကံလို့ခေါ်ရတဲ့နေ့စဉ်လေ့လာများပြီးတော့နေတဲ့ကံအဲ့ဒီကံရဲ့အာတဏကံရဲ့အာစိဏကံရဲ့တဲ့သဘာဝချင်းကိုရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အာစိဏကံကပို့ပြီးတော့အားကောင်းပါတယ်အာစိဏကံကပို့ပြီးတော့အားကောင်းမင်အားကောင်းတော်လဲပဲကွယ်လွန်ကာနီးအချိန်မှာလုံးမိတဲ့အာတဏကံကတဲ့ဒီဘဝကကွယ်လွန်ပြီဆိုရင်ကွယ်လွန်တဲ့တကားဝဂိတ်ဝနဲ့နီးနေတာဖြစ်နေတဲ့အတွက်သူကဝင်ပြီးတော့အရင်အကျိုးပေးတတ်တာပါဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်စာပေများမှာပြောထားတာကနချမ်းကိုဥပမာပေးထားနွားကြောင်းသားတယောက်ကနွားတွေကိုကြောင်းပြီးတော့အဲ့ဒီနွားတွေကိုအကုန်လုံးမောင်းပြီးတော့ခြံထဲမှာတွင်းထားပြီဆိုရင်အားကောင်းမောင်းတဲ့နွားတွေကအားမရှိတဲ့နွားတွေကိုကြော်တက်ပြီးတဲ့ခါကျတော့ခြံထဲမှာအကုန်လုံးပြုတ်သိပ်ပြီးတော့ဝင်သွားအားမကောင်းတဲ့နွားအိုတွေနွားမတွေဒီလိုအားမရှိတဲ့နွားတွေကနောက်မှသူတို့ကဝင်ရတယ်ခြံတကားဝါနာကပ်ပြီးတော့နေတယ်နောက်နေ့ကျတော့ခြံတကားဖွင့်ပြီဆိုရင်ဦးဇင်းတို့တရားနာပြည်သက်ကြီးဘယ်နွားတွေကအရင်ထွက်ရတော့ခြံဝါကနွားတွေကအရင်ထွက်ရတယ်အားမရှိပေမဲ့လည်းပဲသူတို့ကနီးနေတာဒါကြောင့်မို့အာတဏကံရဲ့အာစိဏကံရဲ့သဘာဝအပြင်ပြောမယ်ဆိုရင်အာစိဏကံကပို့ပြီးတော့အားကောင်းပါတယ်တဲ့သို့တော်လည်းပဲဟောအာတဏကံကအားမကောင်းမယ်မကောင်းတော်လည်းပဲသူကမရဏတကားဝနဲ့နီးပြီးတော့နေတာဒီကနေပြီးတော့ခြေတလန်းလှမ်းလိုက်ပြီဆိုလို့ရင်ဟိုဘက်ဘဝရောက်သွားပြီဒီလိုဖြစ်မှဖြစ်နေတဲ့အတွက်အဲ့ဒီအာတဏကံကဝင်ပြီးတော့အကျိုးပေးပါတယ်အဲ့တော့ဦးဇင်းတို့တွေအားကိုးရမှာကတော့နော်အာစိဏကံကိုပို့ပြီးတော့အားကိုးရမှာဒုတိယဘဝမှာအကောင်းရာဒုက္ခတိရောက်ဖို့ဆိုတာနော်အဲ့တော့ကရုကကံအာတဏကံအာစိဏကံနောက်ကံတစ်မျိုးကတော့ကတ္တတာကံတဲ့ဘာကံနဲ့တော့ကတ္တတာကံဆိုတာကဒီဘဝအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ခေါင်းနာကလို့ကရုကကံလည်းပဲမဟုတ်ဘူးအာတဏကံလည်းပဲမဟုတ်ဘူးအာစိဏကံလည်းပဲမဟုတ်ဘူးဘာတိဘာသာလုံးမိတဲ့ကံပေါ့နော်စိတ်ထဲမှာအမှတ်တရရလို့မရှိဘူးအမှတ်တမဲ့လုံးမိတာပြောမိတာဆိုမိတာဒီလိုကံမျိုးကိုခေါ်တယ်နောက်တစ်ခုကတော့ဦးဇင်းတို့တရားနာပြည်သက်အတိတ်ဘဝတွေအတိတ်ဘဝတုန်းကလှုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေလည်းပဲမရှိဘူးလားရှိတယ်အဲ့ဒီအတိတ်ဘဝတွေတုန်းကလှုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကိုလည်းပဲကတ္တတာကံလို့ဒီလိုခေါ်ပါတယ်ပုဂ္ဂိုလ်တူတယောက်မှာကရုကကံမရှိဘူးအာတဏကံမရှိဘူးအာစိဏကံမရှိဘူးဆိုလို့ရှိရင်တော့အဲ့ဒီကတ္တတာကံကအကျိုးပေးပါတယ်နောက်ဘဝမှာကောင်းဖို့မကောင်းဖို့ဆိုတာဒါကြောင့်မို့တခါတရံဦးဇင်းတို့ဇတ်တော်တွေမှာဖတ်ရတယ်အာကုသိုလ်ကံတစ်ခုကိုလုံးမိတယ်လုံးမိတဲ့ခါကျတော့ဘဝပေါင်းများစွာအပေဒုက္ခတိမှာကြာရောက်ရတယ်ဆိုတာဦးဇင်းတို့တရားနာပြည်တယ်မဖတ်ရဘူးလားဖတ်ရတယ်နော်အာကုသိုလ်ကံတစ်ခုလုံးမိတယ်ငရဲရောက်တယ်ငရဲကလွတ်တော့ဘာဖြစ်တယ်ကောင်းရာဒုက္ခတိကိုမရောက်ဘူးဥပမာဆိုကြပါစို့ဟိုးရှေးဘုရားရှင်များလက်ထက်တုန်းကဖုဒ္ဓဘုရားရှင်ရဲ့လက်ထက်တုန်းကတန်ဃာတွေအားလှူခဲ့တယ်တန်ဃာတွေအားလှူထားတယ်
စွန်ကွန်းတွေကိုနော်ဥဖျားပြားစားတော့ကြတဲ့ပုံကိုယ်ကြီးဘဝပေါင်းများစွာပိတ်တာဖြစ်ရတယ်ဆိုတာမရှိဘူးလားရှိတယ်နော်အဲ့ဒါ60တကဘာထက်ကလုတ်ခဲ့တဲ့မကောင်းမှုအကုသို့နော်အဲ့တော့ဘဝပေါင်းများစွာလိုက်ပြီးတော့အကျိုးပေးတယ်အဲ့ဒါကတ္တတာကံကအကျိုးပေးတယ်လို့ဒီလိုယူဆနိုင်တယ်နော်ဒါကြောင့်မို့ဒုတိယဘဝမှာအကျိုးပေးမှာကတော့အဓိကအဖြစ်တော့ဟောဒီဘဝမှာလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကအကျိုးပေးမှာပဲဒီဘဝမှာလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေအကျိုးမပေးဘူးမရှိဘူးအထုတလည်းမရှိဘူးဆိုလို့ရှိရင်အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကလည်းပဲဥစဉ်တို့တရားနာပြိတ္တရဲ့ဘဝပေါင်းများစွာကဘာပေါင်းများစွာအထိလိုက်ပြီးတော့ကောင်းကျိုးဆိုးကျိုးကိုပေးနိုင်တယ်ဆိုပြီးတော့အဲ့ဒီလိုသိကြရမယ်အကျိုးပေးစဉ်ဤအစွမ်းအဖြစ်ကံပဲနှမျိုးတဲ့နော်၄မျိုးကရုကကံအာတဏကံအာစိဏကံကတ္တတာကံတဲ့အဲ့တော့ဒုတိယဘဝမှာအကျိုးပေးမဲ့ဒီကံ၄မျိုးကိုဥစဉ်တို့တရားနာပြိတ္တတွေရှေးဥစွာသိထားသင့်ပါတယ်အဲ့တော့ဒီကံ၄မျိုးတွေကနေပြီးတော့ဒုတတွေအဓိကအားကိုးရမှာကတော့ဆိုကြပါစို့တို့ရဲ့တဏ္ဍာမှာကရုကကံမရှိဘူးဆိုကြပါစို့နော်ဒီဘဝမှာပင်စာနန္တရိယကံမလွန်ကျူးဘူးကြဘူးဟောဇန်နေဘိညာဉ်တွေလည်းပဲမရကြဘူးကရုကကံမရှိဘူးဆိုလို့ရှိရင်တို့မှာရှိမှာကဟောအာတဏကံရဲ့အာစိဏကံရဲ့ကတ္တတာကံရဲ့ဒါတွေရှိပြီးတော့နေမယ်အာတဏကံဆိုတာကလည်းပဲကွယ်လွန်ကာနီးမှာလှုပ်တဲ့ကံကွယ်လွန်ကာနီးမှာအောင်းမိတဲ့ကံဆိုတာကလည်းပဲဥစဉ်တို့တရားနာပြည့်တဲ့ရေကိုလိမ်မာရင်တော့မဆိုးဘူးနော်ကိုလိမ်မာရင်ဆိုလို့ရှိရင်ကိုမကြမ်းမမာဖြစ်ပြီဆိုလို့ရင်ဒီပြင်ဘာဘာညာညာတွေမတွေးတော့နဲ့ရှေးတုန်းကလှုပ်ခဲ့တဲ့ကုသိုလ်ကံလေးတွေပြန်ပြီးတော့တွေးနော်အဲ့လိုဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကံတွေဟာဆိုလို့ရှိရင်အကျိုးပေးသွားမှာရှေးတုန်းကလှုပ်ခဲ့တဲ့မကောင်းမှုအကုသိုလ်ကံတွေပြန်ပြီးတော့မတွေးတော့နဲ့တွေးနေမယ်ဆိုလို့ရှိရင်အဲ့ဒီတွေးနေတဲ့ကံတွေဟာဒီအတွေးနဲ့မြန်ကွယ်လွန်သွားမယ်ဆိုလို့ရှိရင်အာတဏကံဖြစ်ပြီးတော့နောက်ဘဝမကောင်းတာရောက်သွားမှာဒီလိုရှိတယ်နော်အဲ့တော့မိမိတို့ဟာအာစိဏကံကိုပို့ပြီးတော့အားကိုးရမယ်အာစိဏကံဆိုတာအမြဲတမ်းအလေအလာများပြီးတော့နေတဲ့ကံကုသိုလ်တွေနေ့စဉ်ကုသိုလ်ကောင်းမှုရအောင်ယူသင့်တယ်နေ့စဉ်ကောင်းမှုတစ်ခုနေ့စဉ်ပြုဆိုတဲ့အတိုင်းအလေအလာများနေအောင်ကိုကုသိုလ်ကောင်းမှုပြုသင့်တယ်ဥပမာဆိုကြပါစို့နေ့စဉ်ပရိတ်ရွတ်တယ်မပြည့်စေနဲ့နေ့စဉ်ရွတ်ခရီးဘလောက်သွားစရာရှိနော်ဘာလုပ်စရာရှိအဲ့ဒါမပြည့်စေနဲ့နေ့စဉ်ဖရာကိုရေတော်ကတ်တယ်မပြည့်စေနဲ့ခရီးသွားစရာရှိလည်းပဲမနဲ့စောထပြီးတော့မှကတ်ပြီးတော့မှသွားဒါရောက်လေရာဆိုလို့ရှိရင်ရေကတ်ဖြစ်အောင်ကတ်ဒီလိုပုံစံမျိုးနဲ့လုပ်ရမှာအဲ့ဒါမျိုးကအာစိဏကံလို့ဒီလိုခေါ်အဲ့ဒီအာစိဏကံဒီပင်ဥစဉ်တို့တရားနာပိဋကများကွယ်လွန်ကနီးမှာအောင်းမိတ်မိသွားပြီဆိုရင်အာတဏကံမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပဲတဲ့နော်ကတ္တတာကံဆိုတာကတော့ရှေးဘဝတွေတုန်းကလုပ်ခဲ့တဲ့ကံရဲ့ဒီဘဝမှာဗာတိပါဒလုပ်ခဲ့တဲ့ကံရဲ့ဒီဘဝမှာဗာတိပါဒလုပ်ခဲ့တဲ့ကံဆိုတာကတော့အကျိုးပေးဖို့အခွင့်အရေးတော်တော်လေးနည်းလိမ့်မယ်ထင်ပါတယ်နော်အဲ့တော့အကျိုးပေးစဉ်ရဲ့ဆွမ်းအားဖြင့်ကံပဲနှမျိုးတယ်နော်၄မျိုးတဲ့အဲ့ဒီ၄မျိုးသိပြီးတော့ကွယ်လွန်ခြင်း၄မျိုးကိုလည်းပဲသိဖို့လိုအပ်တယ်အာယုခယေနာကမ္မခယေနာဥပယခယေနာဥပိစေတကကမ္မုနာစေတိသတုဓမ္မရဏုပတ္တိနာမလောကီလောကကြီးတဲ့၌တတ္တတတ္တဝါတို့သည်အာယုခယေနာတတ္တံကုန်ခန်းခြင်းကြောင့်၎င်းကမ္မခယေနာကုသိုလ်ကံကုန်ခန်းခြင်းကြောင့်၎င်းဥပယခယေနာတတ္တံရောကုသိုလ်ကံရောနှမျိုးစုံကုန်ခန်းခြင်းကြောင့်၎င်းဥပိစေရကကမ္မုနာစာကပ်၍ပြတ်တတ်သောမကောင်းမှုအကုသိုလ်ကံကြောင့်၎င်းမရဏတိကွယ်လွန်ကြရလေကုန်၏ဣတိသောလည်းယမရဏုပတ္တိနာမှာကွယ်လွန်ခြင်းအကြောင်းမြည်သည်ကွယ်လွန်မှုဖြစ်ခြင်းအကြောင်းမြည်သည်သတုတာ၄ပါးအပြားရှိပါပေဣတိသောလည်းယအာစရိယာ
ဗုဒ္ဓမတင်ညွယ်ထာဂရဆရာတီကဆရာကြီးတို့သည်ဝတ္တန်ဒီကောင်းစွာမသွေမိန့်ဆိုကြပါပေကုန်တော့တတိလူလောကမှာဖြစ်ပြီးတော့နေကြတဲ့လူသားတွေအတဝဲတဲ့ကွယ်လွန်ခြင်းရဲ့အကြောင်း၄မျိုးရှိပါတယ်တဲ့ဘယ်နှမျိုးတဲ့နော်၄မျိုးအဲ့ဒီ၄မျိုးကနံပါတ်1သက်တမ်းကုန်ခန်းခြင်းကြောင့်လည်းပဲကွယ်လွန်ကြနံပါတ်2ကုသိုလ်ကံကုန်ခန်းခြင်းကြောင့်လည်းပဲကွယ်လွန်ကြနံပါတ်3သက်တမ်းရောကုသိုလ်ကံရော2မျိုးစုံကုန်ခန်းခြင်းကြောင့်လည်းပဲကွယ်လွန်ကြတယ်နံပါတ်4ကပ်ပြီးတော့ဖြတ်တတ်တဲ့အရာစကားပြောမယ်ဆိုရင်ဥပစ္စေတကကံနဲ့အဲ့ဒီကံကြောင့်လည်းပဲကွယ်လွန်ကြရတယ်ကွယ်လွန်ခြင်းရဲ့အကြောင်းဘယ်နှမျိုးတော့၄မျိုးဦးဇင်းတို့တရားနာပိဋကများဘာတရားတွေများဟောနေတာပါလိမ့်တော့အောင်းမိတ်မနေနဲ့နော်ဘာတရားတွေများဟောနေတာပါလိမ့်လို့ဆိုပြီးတော့အောင်းမိတ်မနေနဲ့ခုဟောပြီးတော့နေတဲ့တရားကလေကိုရင်လေးတွေသီလရှင်လေးတွေကြက်တဲ့တင်းညိုကျမ်းတွေကနေပြီးတော့ဟောနေတာဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားရဲ့အဘိဓမ္မာဘလောက်အားရစရာကောင်းတော့ဆိုတာဒါသိကြရမယ်ဦးဇင်းတို့ရဲ့မြတ်စွာဘုရားရဲ့အဘိဓမ္မာဟာဆိုလို့ရှိရင်ဘဝအစကနေပြီးတော့အဆုံးအထိဖြစ်ပေါ်လာတတ်တဲ့အနေအထားတွေအကုန်လုံးပါနော်လောကမှာရှိပြီးတော့နေကြတဲ့ဘာသာကြီးအမျိုးမျိုးရှိကြတယ်အဲ့လိုရှိကြတဲ့ဘာသာကြီးတွေထဲမှာမြတ်စွာဘုရားရဲ့အဘိဓမ္မာလောက်မိမိတို့ဘဝမှာအသုံးချနည်းကိုစစ်စစ်ပေါက်ပေါက်နော်စစ်စစ်ဆက်ဆက်နဲ့စမ်းစစ်ပြီးတော့ထားတယ်ဘာသာမရှိဘူးဆိုတာဒီလိုသိရမှာနော်ကြည်တန်ကိုရင်လေးတွေကြက်တဲ့သီလရှင်ဆရာကြီးဆရာလေးတွေကြက်တဲ့စာတောင်မှဘဝမှာအသုံးချဖို့ဆိုပြီးတော့အနှစ်သာရကိုထုတ်ယူစရာအကြောင်းအရာတွေအများကြီးမပါဘူးလားပါတယ်နော်အဲ့တော့ဒီမှာသင်ညိုကျမ်းတွေကလောကမှာတဲ့လူသားတွေကွယ်လွန်ခြင်းရဲ့အကြောင်းဘယ်နှမျိုးတဲ့တော့၄မျိုးအာယုခယလို့ခေါ်ရတဲ့သက်တမ်းကုန်ခန်းခြင်းကြောင့်လည်းပဲကွယ်လွန်ကြရတယ်ဆိုကြပါစို့လူလောကမှာတဲ့တတ်မှတ်ပိုင်းခြားပြီးတော့ထားတဲ့သက်တမ်းဆိုတာရှိတယ်။ဦးဇင်းတို့လူလောကဟာဆိုလို့ရင်ကုသိုလ်ကောင်းမှုတွေကုသိုလ်ဓာတ်ခံတွေအားကြီးပြီဆိုရင်ဒီတတ္တဝါတွေကသက်တမ်းတွေရှေးရှေးပြီးတော့သွားတယ်။ဟိုးအသင်ချေထိရောက်သွားတယ်မရေမတွက်နိုင်လား။အဲ့ဒီကနေပြီးတော့အကုသိုလ်ဒုစရိုက်တွေများလာပြီဆိုရင်သက်တမ်းတွေကတိုးပြီးတော့ရော့ပြီးတော့သွားတယ်။ဟိုးအောက်ဆုံး10နှစ်တန်းလောက်ထိရှိအောင်ရောက်သွားတယ်တဲ့။လူလောကရဲ့သက်တမ်းကမတည်ငြိမ်ဘူးလို့ဒီလိုဆိုပါတယ်အဲ့တော့မိမိဖြစ်နေတဲ့ခေတ်အခါကာလအဲ့ဒီခေတ်အခါကာလရဲ့သက်တမ်းဆိုတာရှိရဲ့အဲ့ဒီသက်တမ်းကုန်ခန်းသွားပြီဆိုလို့ရှိရင်ကုသိုလ်ကံတွေဘလောက်ကြီးကောင်းကြာရှည်မနေနိုင်ကြဘူးကွယ်လွန်ကြရတယ်တဲ့အဲ့ဒါမျိုးကိုသက်တမ်းကုန်ခန်းခြင်းကြောင့်ကွယ်လွန်တယ်လို့ဒီလိုဆိုရပါတယ်ယခုလောလောဆယ်တော့ဦးဇင်းတို့လူလောကကိုအများအပြားပြောပြီးတော့နေကြတာကဘယ်နှစ်တန်းနေတော့90နဲ့9နှစ်တန်းဆိုပြီးတော့ဒီလိုပြောပြီးတော့နေကြတာပါပဲထားကြပါစို့လူတိုးတယောက်ဟာဆိုလို့ရှိရင်ရှေးဘဝတွေတုန်းကအသင်ချေလောက်ကုသိုလ်ကံအသင်ချေလောက်အသက်ရှည်အောင်ကုသိုလ်ကံတွေလုပ်ခဲ့အောင်တော့ဒီခေတ်အခါကာလကြီးမှာအဲ့ဒီလောက်အထိသက်တမ်းရှည်နိုင်မှာမလားမရှိနိုင်ဘူးလူလောကကတတ်မှတ်ပြီးတော့ထားတဲ့သက်တမ်း85နှစ်တန်းကျော်လှအဲ့တော့340လောက်ပေါ့နော်အဲ့ဒီလောက်ပဲကျော်ပြီးတော့သက်တမ်းကုန်နာနဲ့ကွယ်လွန်ကြရတယ်တဲ့ဒါမျိုးကိုသက်တမ်းကုန်ခြင်းကြောင့်ကွယ်လွန်ခြင်းအာယုခယလို့ဒီလိုခေါ်တယ်နောက်တစ်မျိုးကတော့ကံမက်ခယကုသိုလ်ကံကုန်ခန်းခြင်းကြောင့်ကွယ်လွန်ခြင်းလူလောကကတတ်မှတ်ပြီးတော့ထားတဲ့သက်တမ်းကတော့ရှိပါသေးရဲ့သို့တော်လည်းပဲကိုလုပ်ခဲ့တဲ့ကုသိုလ်ကံကရှေးဘဝတုန်းကနည်းနည်းလေးအဲ့ဒီနည်းနည်းလေးကြောင့်မို့လူဖြစ်ပြီးတော့လာတာကုသိုလ်ကံလည်းပဲကုံသွားရောသက်တမ်းမကုံသေးပေမဲ့ဒီကြားထဲမှာလည်းပဲကွယ်လွန်ရတတ်တယ်တဲ့အဲ့ဒါကံမဲ့ခရပဲ
နောက်တစ်မျိုးကဥပေယခယကုသိုလ်ကံရောတက်တန်းရောနှစ်မျိုးစုံဗျိုင်းတူကုန်ခန်းလို့မို့ကွယ်လွန်ရတာကုသိုလ်ကံကလည်းပဲကုန်ခန်းသွားပြီတက်တန်းကလည်းပဲဆက်ပြီးတော့နေရလောက်အောင်တက်တန်းမရှိတော့ဘူးကုန်ခန်းသွားပြီဒီလိုနှစ်ခုပြိုင်စုံပြီးတော့ကုန်ခန်းလို့မို့ကွယ်လွန်ရတာကိုဥပေယခယလို့ဒီလိုခေါ်ပါတယ်နောက်တစ်ခုကတော့ဥပ္ပစေတကကံဆိုတာကတော့ဦးဇင်းတို့တရားနာပိဋကရဲ့ဒီလူဟာတက်တန်းကလည်းပဲကြံနေသေးတယ်ကုသိုလ်ကံကလည်းပဲရှိပြီးတော့နေသေးတယ်သို့တော့ဂျားထဲမှာအခြားအကုသိုလ်ကံတစ်ခုခုကနေပြီးတော့ဝင်ပြီးတော့နှောက်ယှက်ဖြစ်စည်းလို့ဆိုပြီးတော့ကွယ်လွန်ရတာအဲ့ဒါမျိုးကိုဥပ္ပစေတကကံကြောင့်ကွယ်လွန်တယ်ဆိုပြီးတော့ဒီလိုခေါ်ရတယ်ဆိုကြပါစို့ဦးဇင်းတို့တရားနာပိဋကရဲ့ဒုတိမာနနတ်ဖဲနော်သို့တော်လည်းပဲကကုတံမြတ်စွာဘုရားရဲ့အခတာဝကကိုခဲနဲ့ပြစ်ပြီးတော့တတ်ပြစ်တယ်သူခဲပြစ်လိုက်တဲ့အတွက်ဟိုမှာအခတာဝကပြိဋိဘံဆံရတယ်ဒုတိမနတောက်လျှောက်နတ်ဘဝကနေစွတ်တေးပြီးတော့ငရဲပြည်ရောက်ရတယ်အဲ့ဒါမျိုးဥပ္ပစေတကကံတခါလူလောကမှာဆိုလို့ရှိရင်လည်းပဲဒီအတိုင်းပဲရှိတတ်တယ်မိမိတို့ဒီအတိုင်းဘာတိပါလာပုံမှန်ပြီးတော့နေရာကနေပြီးတော့အခြားအကုသိုလ်တစ်ခုခုကိုလုံးပြီးလို့ဆိုပြီးတော့အဲ့ဒီအကုသိုလ်ကံကနေပြီးတော့အကျိုးပေးသွားတာဆက်လက်ပြီးတော့ယက်တီခွင့်မရှိတော့ဘူးကွယ်လွန်ရတယ်နန္ဒလို့ခေါ်တဲ့ဘလူးကတော့ရှင်သာရိပုတ္တရာခေါင်းပြောင်ပြောင်ခေါင်းရိပ်ပြီးတော့လာရောင်အောင်မှာခေါင်းပြောင်ပြောင်နဲ့နေတာကိုနော်အလကလက်ဆော့ပြီးတော့ခေါင်းကိုသွားပြီးတော့တင်းပုံးနဲ့ထုဟောတောက်လျှောက်ကွယ်လွန်ပြီးတော့ငရဲရောက်ဒါမျိုးတွေအဲ့တော့အကုသိုလ်ကံတွေလွန်ကျူးမိလို့ဆိုပြီးတော့ဒီဘဝကွယ်လွန်ရတာတွေလည်းပဲရှိတယ်တခါအရထက်မှာတိပြီးတော့နေကြတဲ့အတိုင်းပဲတစ်ပြင်လက်နဲ့ဘေးတို့ဘာဘေးတို့ညာဘေးတို့ကြုံတွေ့လို့ဆိုပြီးတော့ကွယ်လွန်ကြရတာတွေလည်းပဲရှိတယ်အဲ့ဒါတွေဟာဆိုရင်ဦးဇင်းတို့တရားနာပိဋကရဲ့ဥပ္ပစေတကကံကြောင့်ကွယ်လွန်တာတဲ့ကွယ်လွန်ခြင်းရဲ့အကြောင်းဘယ်နှမျိုးတော့၄မျိုးတက်တန်ကုံလို့လည်းပဲကွယ်လွန်ကြရတယ်ကုသိုလ်ကံကုံလို့လည်းပဲကွယ်လွန်ကြရတယ်နှမျိုးစုံကုံလွန်လို့လည်းပဲကွယ်လွန်ကြရတယ်ဥပ္ပစေတကကံကြောင့်လည်းပဲကွယ်လွန်ကြရတယ်ဆရာတော်ကြီးများကတော့ဒါကိုထင်ရှားအောင်စီမီခွဲဥပမာပေးပြီးတော့ပြောကြဦးဇင်းတို့တရားနာပိဋကများမျက်စိနဲ့မြင်ပြီးတော့ကြည်ပေါ့ယခုခေတ်ကတော့တိတ်ပြီးတော့စီမီခွဲထွန်းတာတိတ်ပြီးတော့မမြင်ကြရတော့ဘူးနော်ဖျောင်းတိုင်တွေပေါ်လာစီမီခွဲမှာမီးစာဆိုတာရှိတယ်စီဆိုတာရှိတယ်မီးစာကုန်ခန်းသွားလို့လည်းပဲမီးဆိုတာငြိမ်းသွားနိုင်တယ်စီကုန်ခန်းသွားလို့လည်းပဲမီးဆိုတာငြိမ်းသွားနိုင်တယ်မီးစာလဲကုန်စီလဲကုန်ဒီလိုနှမျိုးလုံးကုန်လို့လည်းပဲမငြိမ်းနိုင်ဘူးလားငြိမ်းနိုင်တယ်ဟာမီးစာလဲရှိသေးတယ်စီလဲရှိသေးတယ်ဒါပေမဲ့လေပြင်းတိုက်ခတ်လို့တော့နော်လူကနေပြီးတော့တမင်္ဂလာညှိမ့်လို့တော့ဒီလိုကြောင့်လည်းပဲမငြိမ်းနိုင်ဘူးလားဟိုဟာနဲ့တိုက်မိဒါမဲ့တိုက်မိပြီးတော့အောက်ပြုတ်ကျသွားလို့ဒါမျိုးတွေလည်းပဲမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အဲ့တော့ဒီအတိုင်းပါပဲစီမီးခွက်မှာမီးစာကုံလို့မို့မီးငြိမ်းရတယ်လို့တဲ့လူပြည်မှာရှိနေတဲ့တက်တန်းကုံခန်းသွားလို့ဆိုပြီးတော့ကွယ်လွန်ရတာနဲ့တူပါတယ်စီရှိသေးပေမဲ့မီးစာကုံသွားတယ်ငြိမ်းသွားတယ်ဒီအတိုင်းပဲကံရှိသေးပေမဲ့တက်တန်းကုံသွားတယ်ကွယ်လွန်ရတယ်ဒါနဲ့တူပါတယ်နောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်ဟောမီးစာကတော့ရှိသေးတယ်စီကုံသွားတယ်ဒါကြောင့်ကွယ်လွန်ရတာရှိသလိုဦးဇင်းတို့တရားနာပိဋကရေးတက်တန်းကတော့ရှိသေးတယ်သူ့မှာရှေးဘဝတုန်းကလုပ်ခဲ့တဲ့ကုသိုလ်ကံကကုံသွားလို့ဆိုပြီးတော့ကွယ်လွန်ရတာလည်းပဲရှိပါတယ်နောက်တစ်ခုကတော့မီးစာလဲကုံစီလဲကုံတဲ့အတွက်မီးငြိမ်းရသလိုပဲတက်တန်းလဲကုံကုသိုလ်ကံလည်းပဲကုံလို့မို့ကွယ်လွန်ရတာလည်းပဲရှိပါတယ်တဲ့အဲ့ဒါမျိုးကိုဦးဇင်းတို့တရားနာပိဋကရေးအရက်ထဲမှာကတော့ဘယ်လိုပြောတော့မီးစာကုံစီခန်းလို့ဒီလိုပြောကြတယ်နော်ဆိုကြပါစို့တချို့အသက်ကြီးတွေကြီးပြီယောဂါကဆွဲပြီးတော့လာတဲ့ဆရာဝန်မျိုးမျိုးနဲ့ဆေးကုတယ်
ကုလိုကိုမရတော့ဘူးကွယ်လွန်သွားတယ်ဩမိစာကုံစီခန်းဒီလိုပြောကြတယ်နော်တချို့ကြတော့ဦးဇင်းတို့တရားနာပြီးတတ်ရေရခေါနာကစီမီးခွက်မှာလေတိုက်လို့ငိမ့်နာမျိုးမိုးနဲ့မိလို့ငိမ့်နာမျိုးဒါမှမဟုတ်ဘာတော့ဆိုလို့ရှိရင်တစုံတစ်ခုနဲ့တိုက်မိခိုက်မိလို့အောက်ပြုတ်ကြပြီးတော့ငိမ့်သွားတာမျိုးဒါမျိုးတွေရှိသလိုပဲကုသိုလ်ကံတွေလည်းပဲရှိသေးတယ်တက်တန်းတွေလည်းပဲရှိပါသေးရဲ့တန်းနဲ့ဂျားတဲ့ကနေပြီးတော့ဝင်ပြီးတော့နှောက်ယှက်တတ်တဲ့အကုသိုလ်ကံကြောင့်ကွယ်လွန်ရတာနော်အဲ့ဒါမျိုးလည်းပဲရှိပါတယ်တဲ့အဲ့ဒါကြတော့စီမီလည်းရှိပါသေးရဲ့တန်းနဲ့မိစာလည်းရှိပါရဲ့သေးရဲ့တန်းနဲ့ဂျားတဲ့မှာအန္တရာယ်တစ်ခုခုကြောင့်ပျက်စီးရတာမျိုးပါတဲ့မိငိမ့်ရတာမျိုးပါတဲ့ဆရာတော်ကြီးများကထင်ရှားအောင်ဥပမာပေးထားသစ်ပင်လေးတွေနဲ့လည်းပဲဥပမာပေးနိုင်တယ်ဆိုကြပါစို့ရက်တရာစပါးဆိုတာရှိတယ်ရက်တရာဆိုရင်ရိတ်သိမ်းရတယ်သူ့ရဲ့တက်တန်းကဒါရက်တရာကြော်ပြီဆိုလို့ရှိရင်တက်တန်းကုန်တာပဲအဲ့တော့ရက်တရာစပါးတွေလဲဆိုလို့ရှိရင်သူ့တတ်မှတ်ထားတဲ့ကာလကုန်ခန်းသွားပြီဆိုလို့ရှိရင်ဆက်ပြီးတော့မကြီးနိုင်တော့ဘူးတခါရက်တရာတော့မပြေသေးဘူးဒီကြားထဲမှာရေပြတ်လို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးတခါတော့ဒီလိုလဲပဲကွယ်လွန်ဘာလို့ဆိုလို့ရှိရင်စပါးပင်တည်သွားနိုင်တယ်ဒီကြားထဲမှာလူကနေပြီးတော့ရိတ်ဖြတ်လို့ဆိုပြီးတော့လည်းပဲတည်နိုင်တယ်နှစ်ခုလုံးသူ့ရဲ့ကာလအပိုင်းခြားလည်းပဲကုံလွန်လို့ဂျားတွေကအထောက်ပံ့အကြောင်းတွေလည်းပဲကုံလွန်လို့ဆိုပြီးတော့ဒီလိုလည်းပဲသိနိုင်တာမရှိဘူးလားရှိတယ်တဲ့ဒါကြောင့်မို့ဥစဉ်တို့တရားနာပိဋကများလူလောကအနေနဲ့ပြောတာနော်နတ်ပြည်တို့ဘာတို့မှဆိုလို့ရှိရင်ကွယ်လွန်ကြီးရဲ့အကြောင်းဒီပြင်းနည်းတွေရှိပါတယ်ခုဟာကတော့လူလောကအနေနဲ့ပြောမယ်ဆိုရင်တို့လူသားတွေကွယ်လွန်ကြီးရဲ့အကြောင်းဘယ်နှမျိုးလဲတော့၄မျိုးတဲ့အဲ့ဒီလိုအကြောင်း၄မျိုးနဲ့ကွယ်လွန်ကြတော့မဲ့ပုံကိုယ်တွေမှာဘဝရဲ့နောက်ဆုံးအချိန်ဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်သင်ညိုကျမ်းကပြောတယ်တထာသမရန္တာနံပါဏမရဏကာလေယထာရံဘိမုခိဘူတံဘဝန္တရိပတိတန္တိဇနကံကမ္မံဝါတံကမ္မကရဏကာလေရူပါတိကမုပ္ပါလတ္တပုပ္ပမုပ္ပကရဏဘူတင်္စာကမ္မနိမိတံဝါအနန္တရာမုပ္ပိဇာမာနဘဝေဥပါလဝိတ္တဗမုပ္ပဘောဂဘူတင်္စာကတိနိမိတံဝါကမ္မပလေနသန္နံဒွါရဏံအညတရသမိန်ပိစုပဋ္ဌာတိကွယ်လွန်ခြင်းရဲ့အကြောင်း၄မျိုးတည်းကအကြောင်းတစ်မျိုးမျိုးကြောင့်နဲ့ကွယ်လွန်ကြတော့မဲ့ပုံကိုယ်ဒီမှာဆိုရင်ကွယ်လွန်ကာနီးအချိန်အခါကာလမှာအာယုံ၃မျိုးတည်းကတစ်မျိုးမျိုးမိမိတို့ရဲ့6ဓာရမှာထင်လာတတ်ပါတယ်အဲ့ဒီအာယုံ၃မျိုးကတော့ဘာတွေတုံးဆိုရင်ကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံတဲ့ကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံတဲ့ပြောကြည့်ပါပါလေတော့ဂတိနိမိတ်အာယုံအဲ့တော့ယခုနကပြောခဲ့တယ်နော်ဒီဘဝကနေကွယ်လွန်တော့မယ်ဆိုရင်ခြေတလန်းလှမ်းလိုက်တာနဲ့ဥစဉ်တော်တရားနာပြီးတဲ့ဟိုဘက်ဘဝဆိုတာရောက်ရတော့မှာနော်ရောက်ရတော့မှာဆိုလို့ရှိရင်အဲ့ဒီကွယ်လွန်ကာနီးပုဂ္ဂိုလ်မှာတဲ့ကွယ်လွန်ကာနီးမှာခုပြောခဲ့တဲ့အာယုံ၃မျိုးတည်းကတစ်မျိုးမျိုးထင်းကိုထင်ပြီးမှကွယ်လွန်တာပါကံအာယုံဆိုတာကဘယ်လိုတုံးဆိုရင်ဒီမှာကပြောထားတာကတော့အဘိမုခိဘူတံဘဝန္တရေပတိတန္တိဇနကံကမ္မံဝါနောက်ဘဝမှာပတိတန္တိကြိုပေးတော့မဲ့ကံအာယုံနဲ့အာယုံထဲမှာပေါ်လာအာယုံထဲမှာပေါ်လာအဲ့တော့ကံအာယုံဆိုတာကဘယ်လိုပုံစံမျိုးနဲ့ပေါ်လာတာတုံးဆိုလို့ရှိရင်တဲ့မိမိတို့ကုသိုလ်ကံအကုသိုလ်ကံတွေလှုပ်ပြီးတော့လာခဲ့တယ်ဒီကြားထဲမှာဘလောက်ကြီးမေ့ထားတဲ့အဲ့ဒီကံကအကျိုးပေးတော့မယ်ဆိုရင်ယခုနကပထမပိုင်းကံ၄မျိုးဆိုတာပြောခဲ့တယ်နော်ကရုကကံပဲဖြစ်ဖြစ်အာတဏကံပဲဖြစ်ဖြစ်အာစိဏကံပဲဖြစ်ဖြစ်ကတ္တတာကံပဲဖြစ်ဖြစ်အဲ့ဒီဟာတွေတဲကနေပြီးတော့အကျိုးပေးတော့မယ်ကံတစ်မျိုးမျိုးကတဲ့မိမိရဲ့အာယုံထဲမှာတတိယလာပါတယ်တဲ့
ဒီကြားထဲမှာဘလောက်ကြီးမေ့ထားအဲ့ဒီအချိန်မှာပေါ်ကိုပေါ်လာတာတဲ့နော်ပေါ်ကိုပေါ်လာတာအဲ့တော့ပြန်ပြီးတော့ဘယ်တော့ကကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်ဘယ်တော့ကမကောင်းမှုအကုသိုလ်ကိုလုပ်ခဲ့တယ်ဆိုပြီးတော့အာယုန်ထဲမှာစိတ်ထဲမှာပြန်ပြီးတော့တတိယလာတတ်ပါတယ်နောက်အဲ့ဒီကံအာယုန်ကနောက်ပုံစံဘလို့နဲ့ပေါ်လာတတ်သေးတုံးဆိုလို့ရှိရင်ငကိုယ်တော့ကလှုပ်ခဲ့တဲ့ကံကိုပဲဥစဉ်တို့တရားနာပြိတ္တကြီးယခုတဖန်အသစ်ပြန်ပြီးတော့လုံနေရတယ်လို့အာယုန်ထဲမှာပေါ်ပါတယ်အဲ့တော့ကံအာယုန်ပေါ်ပုံအချင်းအရာက2မျိုးပေါ့ရိုးရိုးငကိုယ်တော့ကလှုပ်ခဲ့တာကိုပြန်ပြီးတော့အာယုန်ထဲမှာတတိယလာတာက1မျိုးပေါ့နော်အဲ့ဒီလိုမဟုတ်ဘဲနဲ့ယခုပဲပြန်ပြီးတော့လုံနေရတယ်လို့ထင်းလာတာက1မျိုးတဲ့ဘယ်နှမျိုးတော့2မျိုးနော်ဦးဇင်းတို့စကိုင်းမှာကျောင်းတိုင်ကမာကြီးတရားကွယ်လွန်ကနီးကြတော့ဘာတွေပြောတော့ဆိုလို့ရှိရင်သူ့ကိုယ်သူတတိတွေမေ့မျောပြီးတော့နေပြီနော်အဲ့ဒီလိုအနေအထားမျိုးမှာဗဇက်ကဘာတွေရောင်းတော့ဆိုလို့ရှိရင်စားကြပါအာမနာကြပါနဲ့ကိုယ်အိမ်လိုသဘောထားပြီးတော့စားကြပါဆိုပြီးတော့အဲ့ခံပွဲတစ်ခုလုံနေတဲ့ပုံစံမျိုးနဲ့သူဗဇက်ကနေပြီးတော့ရောင်းနေအဲ့တော့ဦးဇင်းတို့တရားနာပြိတ္တရဲ့အဲ့ဒါပြောမှဆိုရင်ဒါကံအာယုန်ထင်ပြီးတော့နေတယ်ဆိုပြီးတော့ဒီလိုအောင်းမရတယ်ပေါ့အရင်တော့ကလည်းပဲဘာလို့ဆိုရင်သူကအလှူတန်းနေဝါသနာပါခဲ့တယ်ခဏစွန်းတို့ဘာလို့ကတ်တယ်အဲ့ခံပွဲတွေဘာတွေမကြလှုပ်တဲ့ခါကျတော့အဲ့ဓာတွေကအာယုန်ထဲမှာထင်လာပြီးတဲ့ခါတော့အဲ့ခံပွဲအသစ်ထပ်ပြီးတော့လုံနေရတယ်လို့အာယုန်ထဲမှာပေါ်ပြီးတော့ဗဇက်ကနေပြီးတော့အဲ့ခံပွဲမှာလူတွေကိုဘာလို့ဆိုရင်ဧည့်သည်တွေကိုကြိုဆိုပြီးတော့နေတဲ့ပုံစံမျိုးပေါ့နော်လာကြပါစားကြပါတောက်ကြပါအာမနာကြပါနဲ့ပျော်ပျော်ပါစသည်အပြင်ဒီလိုပြောတယ်နော်အဲ့ဒါဘာအာယုန်ထင်တာလို့ကံအာယုန်ထင်တာကံအာယုန်ထင်ပုံက2မျိုးရိုးလေးပြန်ပြီးတော့ငကိုယ်တော့ကလှုပ်ခဲ့မိတာကိုတတိယပြီးတော့ထင်လာတာက1မျိုးယခုတဖန်ပဲပြန်ပြီးတော့အသစ်လုံနေရပြီးတဲ့ကဲ့သို့ထင်လာတာက1မျိုးတဲ့2မျိုးရိုးလေးပြန်ပြီးတော့အောင်းမိတ်မိတဲ့ကံအာယုန်ထင်ပုံကတော့ဥစဉ်တို့စဉ်းစားမိတယ်ဘယ်လိုဖြစ်မလဲဆိုရင်ဥစဉ်တို့တရားနာပြိတ္တရဲ့တခါတရံမြန်ကြုံမှုရမှာပေါ့နေ့လေတုန်းကလှုပ်ခဲ့တဲ့အကြောင်းအရာတွေညအိပ်ရာဝင်တော့အိတ်မပျော်သေးခင်အာယုန်ထဲမှာပေါ်မလာဘူးလားပေါ်လာတယ်နော်တခါတရံခီးသွားကြတယ်ကားစီးပြီးတော့သွားကြတယ်ယထာစီးပြီးတော့သွားကြတယ်အဲ့လိုကနေပြီးတော့တဏှာရာရောက်ညအိတ်တော့မယ်ဆိုရင်အမက်လေးကားစီးနေရတဲ့ပုံနော်ယထာစီးနေရတဲ့ပုံအာယုန်ထဲမှာစိတ်ထဲမှာထင်းပြီးတော့နေတယ်နော်ကံအာယုန်ထင်တာအဲ့ဒီလိုပုံစံမျိုးဖြစ်လိမ့်မယ်ဆိုပြီးတော့ဥစဉ်အောင်းမိမိတယ်နော်အဲ့တော့ထားကြပါစို့ကွယ်လွန်ကနီးပုံကိုယ်တွေမှာရှေးတုန်းကလှုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်တွေကံတွေပြန်ပြီးတော့တတိယလာတယ်တဲ့ TV ဖန်သားပြင်နော်ရုပ်ရှင်ပိတ်ကားပေါ်မှာကြည့်ပြီးတော့နေရတယ်လို့ပြန်ကိုတတိကိုရလာတယ်ဘလောက်ကြီးဇွတ်မိတ်ပြီးတော့မိတ်လို့ကိုမှမရဘူးတတိရလာတယ်တခါပြန်ပြီးတော့အသစ်လုံနေရပြီးတကယ်လို့လည်းပဲထင်လာတတ်ပါတယ်တဲ့အဲ့ဒါကံအာယုန်ထင်ပုံပါပဲနောက်ထင်လာတတ်တဲ့အာယုန်တစ်မျိုးကဘာလို့ဆိုရင်ကမ္မနိမိတ်အာယုန်တဲ့ဘာအာယုန်လဲတော့ကမ္မနိမိတ်အာယုန်ဆိုတာကိုလှုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံဒီကံတွေလှုပ်စင်တော့ကရှိခဲ့တဲ့အမှတ်အသားတွေကမ္မနိမိတ်အာယုန်ထင်ပုံကလည်းပဲဥစဉ်တော့တရားနာပြိတ္တများ2မျိုးတဲ့အဲ့ဒီ2မျိုးကဥပလတ္ထပုပ္ပဥပကရဏဗုဒ္ဓဥပလတ္ထပုပ္ပဆိုတာကဒီကုသိုလ်ကံအကုသိုလ်ကံလှုပ်တုံးကကပ်ပြီးတော့ရခဲ့တဲ့ပဓာနာအာယုန်ဥပကရဏဗုဒ္ဓဆိုတာကဒီကုသိုလ်ကံအကုသိုလ်ကံလှုပ်တုံးကဘေးအထောက်အပံ့အနေနဲ့ပါဝင်ခဲ့တဲ့အချမ်းအယံအာယုန်တဲ့လူရင်းအဖြစ်ပြောမယ်ဆိုရင်ပဓာနာအာယုန်ရဲ့အချမ်းအယံအာယုန်ရဲ့တဲ့ကမ္မနိမိတ်ဘယ်နှမျိုးလဲတော့2မျိုးနော်
ပဓာနာအာယုံရဲ့အချမ်းရအာယုံရဲ့ဆိုတာကဘယ်လိုကွဲပြားအောင်ပြောရမလဲဆိုရင်ဥစဉ်တို့တရားနာပြည်သက်တွေဆိုကြပါစို့တကားတယောက်တက္ကမတယောက်ကျောင်းဆောက်ပြီးတော့လှူဒန်းထားကျောင်းဆောက်ပြီးတော့လှူဒန်းထားတော့ကွယ်လွန်ကာနီးအခါကာလမှာအဲ့ဒီကျောင်းကြီးအာယုံထဲမှာပေါ်လာတယ်ကိုဆောက်လုပ်ခဲ့တဲ့ကျောင်းကြီးမြင်ပြီးတော့လာတယ်နော်အဲ့ဒါပဓာနာအာယုံပဲတဲ့ဥပလတ္တပုပ္ပအာယုံပဲနောက်အချမ်းအယံအာယုံဆိုတာကတော့ဘယ်လိုတုံးဆိုရင်ဒီကျောင်းဆောက်တုံးကအုတ်တွေစုခဲ့တယ်သဲတွေစုခဲ့တယ်တံမင်တွေစုခဲ့တယ်ဒါတွေမြင်တွေ့ရမယ်ပေါ့ဒီကျောင်းရည်စဲချပွဲတုံးကနေပြီးတော့တန်ဃာတော်ရှင်သူမြတ်တွေကိုဆွန်းဆက်ကလှူဒန်းခဲ့တယ်သင်္ကန်းတွေပါတယ်လှူဒန်းခဲ့တယ်ဒါဒီလိုဟာတွေမြင်ရမှာပေါ့အဲ့ဒီလိုအချမ်းအယံအာယုန်တွေကိုမြင်တာကြတော့ဥပကရဏဘူတအာယုန်လို့ဒီလိုခေါ်တယ်အဲ့တော့ကမ္မနိမိတ်အာယုန်ထင်တယ်ဆိုတာကပဓာနာအာယုန်လည်းပဲထင်တတ်တယ်အချမ်းအယံအာယုန်လည်းပဲထင်တတ်တယ်ဖယားစေတီတည်ထားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖယားကြီးအာယုန်ထဲမှာလာပြီးတော့ပေါ်တယ်ဒါပဓာနာအာယုန်ဥပလတ္တအာယုန်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဖယားကိုမိမိကစီမီပူဇော်ခဲ့တာရေမွေးတိုင်းနေနဲ့ပူဇော်ခဲ့တာဒါတွေကိုမြင်ရတယ်ဖယားရှိခိုးပြီးတော့နေရတယ်အချမ်းအယံအာယုံဒီလိုတွေလည်းပဲမြင်ရတတ်ပါတယ်တဲ့နော်အဲ့ဒါကုသိုလ်ဘက်ကပြောတာပေါ့စွန်းဆက်ကလူတန်းခဲ့ကြတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်မိမိကတ်ခဲ့တဲ့စွန်းနေပြန်ပြီးတော့အာယုံထဲမှာမြင်ရတယ်အဲ့တော့တခါအချမ်းအယံနေနဲ့ဆိုလို့ရှိရင်တန်ဃာတော်ရှင်သူမြတ်တွေပင့်လာတာတွေဘာတွေညာတွေဒီကားတွေမြင်ရမယ်အဲ့ဒီလိုပဓာနာအာယုံကိုလည်းပဲမြင်ရတယ်အချမ်းအယံအာယုံကိုလည်းပဲမြင်ရတတ်တယ်ဒါကုသိုလ်ဘက်ကပြောတာပေါ့နော်အကုသိုလ်ဘက်ကဆိုလို့ရှိရင်လည်းဥစဉ်တို့တရားနာပြီးတတ်ရင်သူများအသက်ကိုတတ်ထားတဲ့ပုဂ္ဂိုလ်တရားကိုတတ်လိုက်တဲ့ပုဂ္ဂိုလ်ကိုအာယုန်ထဲမှာလာပြီးတော့ပေါ်တယ်ဒါဥပလတ္တပုပ္ပါတဲ့ပဓာနာအာယုန်ပဲနော်ဒီလူကိုတတ်မဲ့လို့တုံးကဘာတွေသုံးခဲ့တယ်လဲတနတ်သုံးခဲ့တယ်လေးတွေသုံးခဲ့တယ်မြားတွေသုံးခဲ့တယ်လှန်တွေသုံးခဲ့တယ်ဓားတွေသုံးခဲ့တယ်အဲ့ဒီလက်နက်တွေဘာတွေပြန်ပြီးတော့နေရတာကြတော့အချမ်းအယံအာယုန်နဲ့ဥပကရဏဘူတအာယုန်ဒါတွေကိုလည်းပဲမြင်ရတတ်ပါတယ်တဲ့နော်သူများပစ္စည်းဥစ္စာခိုးခဲ့တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ခိုးခဲ့တဲ့ပစ္စည်းတွေမြင်ရတယ်ဥပလတ္တပုပ္ပပဓာနာအာယုန်ဒီဟာခိုးဖို့ဆိုပြီးတော့လှုပ်တုံးကနေပြီးတော့အချမ်းအယံပစ္စည်းတွေစုဆောင်းခဲ့တယ်ဆိုကြပါစို့ဖောက်ထွင်းရေးလှုပ်တော့မယ်ဆိုလို့ရှိရင်ဒီဖောက်ထွင်းရေးလှုပ်ဖို့ဆိုပြီးတော့စောက်တို့ပလာယာတို့ဘာတွေညာတွေစုဆောင်းထားတယ်ဒီလိုပစ္စည်းတွေမြင်ရမယ်ရှိမယ်အဲ့ဒါဥပကရဏဘူတာတဲ့အဲ့တော့ဦးဇင်းတို့တရားနာပြီးတတ်ဒီနားလည်ပါပြီနော်ကမ္မနိမိတ်အာယုံထင်မုံဘယ်နှမျိုးတဲ့တော့2မျိုးနော်ဥပလတ္ထပုပ္ပါလို့ခေါ်ရတယ်ပဓာနာအာယုံထင်တာရဲ့ဥပကရဏဘူတလို့ခေါ်ရတယ်အချမ်းအယံအာယုံထင်တာရဲ့တဲ့2မျိုးရှိပါတယ်ဂောပကတိဝလိဆိုတာရှိခဲ့ဘူးတဲ့တီဟိုကျွန်းမှာသူကတာလိုက်ပိဋ္ဌိဝိဟာရလို့ခေါ်ရတယ်ကျောင်းလိုက်ကြီးတစ်တိုက်မှာတဲ့ဇေဒီကြီးတည်ခဲ့တယ်ကွယ်လွန်ကာနီးကာလကျတော့အဲ့ဒီဇေဒီကြီးကအာယုန်ထဲမှာပေါ်ပြီးတော့ကွယ်လွန်သွားတယ်တဲ့ကောင်းရာတုဂတိရောက်သွားတယ်ဒါကမ္မနိမိတ်အာယုန်ထင်းပြီးတော့ကွယ်လွန်တာပဲမြတ်စွာဘုရားလက်ထက်တုန်းကဂိဇကုတ်တောင်မှာပိဋ္ဌာကြီးတွေတွေ့ရအဲ့မှာအရင်ဘဝတုန်းကနေပြီးတော့နွားတတမဖြစ်ခဲ့တယ်ပုဂ္ဂိုလ်ကတော့သူ့ကွယ်လွန်ကနေကြတော့ဘာတွေမြင်ရတော့ဆိုရင်အယိုးပုံကြီးတွေမြင်ရတယ်သူကနွားတွေတတ်ပြီးတဲ့ခါကျတော့အသားတွေမြင့်ပြီးတော့အယိုးတွေကိုစုပြီးတော့ထားတာအဲ့ဒီအယိုးပုံကြီးတွေမြင်ရတယ်တဲ့ဒါဥပကရဏဘူတအာယုံကမ္မနိမိတ်အာယုံမြင်ရတာတဲ့နော်ဒီလိုတွေရှိတယ်အဲ့ဒါကြောင့်မို့ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ဥစဉ်တို့တရားနာပြီးတတ်ရေကမ္မနိမိတ်အာယုံဆိုတာကလည်းပဲမိမိတို့ကွယ်လွန်ကာနီးကာလမှာဆိုရင်ပေါ်လာတယ်နော်ပ
ဒာနာအာယုန်နေနဲ့လည်းပဲပေါ်လာတယ်အချမ်းရံအာယုန်နေနဲ့လည်းပဲစိတ်ထဲမှာပေါ်လာတယ်မမြင်ရင်လို့မရဘူးမျက်စိထဲမှာမြင်ငိုပြီးတော့လာတယ်နော်နားထဲမှာကြားပြီးတော့လာတယ်မျက်စိနားနာလျှာကိုစိတ်ပေါ့နော်ဓဝရ6ပါးမှာမိမိရဲ့ကံစွမ်းအားကြောင့်ပေါ်လာတတ်ပါတယ်တဲ့နောက်တစ်ခုကတော့ဥစဉ်တော်တရားနာပိဋကများကွယ်လွန်ခါနီးပုဂ္ဂိုလ်တွေမှာပေါ်လာတတ်တဲ့အာယုန်တစ်မျိုးကဂတိနိမိတ်အာယုန်တဲ့ဘာအာယုန်လဲတော့ဟောဒီဂတိနိမိတ်အာယုန်ဆိုတာကတော့ဘလို့အာယုန်လို့ဆိုရင်ကိုရောက်ရမယ့်ဘဝကိုကြိုပြီးတော့မြင်နေရတာအဲ့ဒီဂတိနိမိတ်အာယုန်ထင်ပုံကလည်းပဲ2မျိုးရှိသေးတယ်တဲ့အနန္တရာမုပ္ပိဇာမာနာဘဝေဥပါလဗိတပမုပဘောဂဗုတင်္စာဂတိနိမိတ်တံဝါနောက်ဖြစ်ရမယ့်ဘဝမှာဓာတ်ရိုက်ရမယ့်ပဓာနာအာယုန်လို့ခေါ်ရတယ်ဥပလဗိတပအာယုန်အချမ်းရံအာယုန်လို့ခေါ်ရတယ်ဥပဘောကအသုံးအဆောင်ပစ္စည်းအာယုန်နဲ့သူကလည်းပဲ2မျိုးရှိပါတယ်ဥပမာဆိုကြပါစို့ဦးဇင်းတို့တရားနာပိဋကရေကုသိုလ်ကံအလွန်တရာကောင်းတဲ့ပုဂ္ဂိုလ်ကြီးကွယ်လွန်ပြီနတ်ပြည်ရောက်တော့မယ်ဆိုရင်ကိုရောက်မဲ့နတ်ပြည်ကြီးကိုကြိုပြီးတော့လှမ်းပြီးတော့လူပြည်နေရတယ်မြင်နေရတာဒါမျိုးရှိတယ်အဲ့ဒီလိုနတ်ပြည်ကြီးကိုမြင်နေရတာဒါပဓာနာဥပလဗိတပအာယုအဲ့ဒီနတ်ပြည်ရောက်တဲ့အခါကျတော့သုံးဆောင်ခံစားရမယ်ဟောပရိသပင်တို့ဥယင်တို့ရေကန်တို့ဒီလိုအချမ်းအယံအသုံးအဆောင်ပစ္စည်းတွေကိုလည်းပဲလှမ်းပြီးတော့မြင်ရတတ်ပါတယ်တဲ့ဒါဥပဘောဂအာယုန်လို့ဒီလိုခေါ်ပါတယ်ဒါကနတ်ပြည်ရောက်မဲ့ပုံကိုယ်တွေကိုပြောတာလူဖြစ်ကြမဲ့ပုံကိုယ်တွေကြတော့အာယုန်နဲ့မှာဘာပေါ်လာတော့ဆိုလို့ရှိရင်ကဗလာကြီးလိုနီနီကြီးတွေမြင်လာရတယ်တဲ့ဒီလိုဆိုတယ်နော်အဲ့တော့ငရဲဖြစ်မဲ့ပုံကိုယ်တွေဆိုလို့ရှိရင်ဟာငရဲပြည်ကိုလှမ်းပြီးတော့မြင်ရတယ်တဲ့နော်တခါတရံကြတော့ဦးဇင်းတို့တရားနာပြေးတတ်ကြီးငရဲပြည်မှာရှိနေတဲ့ငရဲအိုးကြီးတွေဒါတွေမြင်ရတယ်ခွေးကြီးတွေမြင်ရတယ်လက်ပံမင်းကြီးတွေမြင်ရတယ်ငရဲသူငရဲသားတွေပြေးလွှားပြီးတော့လှုပ်ရှားပြီးတော့အော်ဟစ်ညှဉ်းညူနေရတာဒါတွေကိုမြင်ရတယ်တဲ့အဲ့ဒါဘာအာယုန်တွေကိုမြင်နေရတာတုံးဆိုရင်ဂတိနိမိတ်အာယုန်ကိုမြင်နေရတာပါဘာအာယုန်ကိုမြင်နေရတာတုံးအဲ့တော့ဦးဇင်းတို့တရားနာပိဋကကြီးကံအာယုန်ဆိုတာရှိတယ်ကမ္မနိမိတ်အာယုန်ဆိုတာရှိတယ်ဂတိနိမိတ်အာယုန်ဆိုတာရှိတယ်စုစုပေါင်းဘယ်နှမျိုးတော့3မျိုးကွယ်လွန်ငါနီးမှာအဲ့ဒီ3မျိုးမထင်မဲနဲ့ကွယ်လွန်တဲ့ပုဂ္ဂိုလ်ဆိုတာရှိကိုမရှိဘူးလေနော်ယဟန္တာများကလွဲမယ်ဆိုလို့ရှိရင်ကြံတဲ့ပုဂ္ဂိုလ်အဲ့ဒီအာယုန်3မျိုးတစ်မျိုးမျိုးထင်းကိုထင်ပြီးမှကွယ်လွန်တာပါအလွန်တရာလျင်မြန်နဲ့ကွယ်လွန်ခြင်းရှိတဲ့ပုဂ္ဂိုလ်တွေတောင်မှဒီအာယုန်3မျိုးကတစ်မျိုးမျိုးကတော့ထင်းကိုထင်ပါတယ်ဥပမာဆိုကြပါစို့လူတစ်ယောက်ကရှေ့ကနေစိုက်သွားနေတယ်သူ့ရဲ့ရန်သူကနေသူ့ကိုချောင်းမြောင်းပြီးတော့လှုပ်ကြံတတ်ဖြတ်တယ်အဲ့လိုချောင်းမြောင်းပြီးတော့လှုပ်ကြံတတ်ဖြတ်တယ်ဆိုလို့ရှိရင်သူဟာအလွန်တရာလျင်မြန်နဲ့ကွယ်လွန်ခြင်းနဲ့ကွယ်လွန်တယ်ကွယ်လွန်မိမဲ့လည်းပဲသူဟာကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံတခုကတော့ထင်းကိုထင်ပြီးမှကွယ်လွန်မှာပါကြောက်ပြင်ပေါ်မှာရင်တကောင်နားပြီးတော့နေတယ်အဲ့ဒီလိုကြောက်ပြင်ပေါ်မှာရင်တကောင်နားပြီးတော့နေတော့လူတယောက်ကနေပြီးတော့အဲ့ဒီရင်ကိုကြောက်တုံးတစ်ခုနဲ့ထုတက်ပလိုက်တယ်ခေါနာရှင်ကဘာဆိုဘာမှဟိုဟာတွေးနေတာဒါတွေးနေတာရှိမယ်သူ့ကိုထုတတ်မှာဆိုတာလည်းပဲမသိဘူးနော်အလွန်တရာလျင်မြန်နဲ့အဲ့ဒီလိုကွယ်လွန်တဲ့ရင်တောင်မှာကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံတခုခုကတော့ထင်းကိုထင်ပြီးမှကွယ်လွန်မှာပါတဲ့အဲ့ဒီတော့ဥစဉ်တို့တရားနာပိဋကရေလူရည်လို့ဖြစ်လာကြပြီဆိုရင်ယဟန္တာမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီအာယုံ3မျိုးကတော့တမျိုးမျိုးထင်းကိုထင်မှာဆိုပြီးတော့မသိရဘူးလားသိရတယ်တခါတရံများဥစဉ်တို့တရားနာပိဋကတွေကြားဘူးကြမှာဟောကွယ်လွန်ကနီးမှာလှုပ်ကြပါအောင်ကဲကြပါအောင်ခွေးကြီးတွေကလိုက်ပြီးတော့နေပါပြီဒါမျိုးတွေအော်ဟဲ့ညင်းညူပြီးတော့နေကြတာမရှိဘူးလား
ရှိတယ်မြတ်စွာဘုရားလက်ထက်တုန်းကဆိုစုံဒတုဂရိကလို့ဝတ္တတမနှစ်ပေါင်းများစွာဝက်တွေတတ်ခဲ့ဘဝရဲ့နောက်ဆုံးချိန်ကြတော့ဥစဉ်တို့တရားနာပြည်သက်ရဲ့အဝီစီငရဲကနေပြီးတော့ငရဲပြီးဘူးလှမ်းဟတ်တယ်ပဲဆိုကြပါဘူးအမတန်ပူလောင်ပြီးတော့နေတယ်အိမ်ထဲမှာလေးဘက်ထောက်ပြီးတော့သွားပြီးတော့နေရတယ်ဗဇက်ကလည်းပဲអော်တယ်နောက်ပိုင်းကျတော့អော်ရင်နဲ့သူ့អော်တန်တွေကဝက်អော်တန်နဲ့တူးပြီးတော့နေရတယ်နော်အိမ်ရှင်တွေကမိသားစုကအိမ်တကားပိတ်ပြီးတော့ထားရယဟန်တွေကဆုံးငံကြွရင်းနဲ့စုံဒတုကရိကရဲ့စုံဒဝက်ထိုးသမားဝက်တသမားရဲ့အိမ်ကဝက်អော်တန်ကြားတော့နော်ဒီဝက်တသမားကတော့အိမ်တကားပိတ်ပြီးတော့ဝက်တွေတတ်နေပြန်ပြီဆိုပြီးတော့ဒီလိုအောင်းမိနေကြတာတကယ်ကတော့ဥစဉ်တော်တရားနာပြည်သက်တွေဝက်တတ်နေတာဟုတ်ကဲ့လားမဟုတ်ဘူးသူကိုယ်တိုင်အကုသိုလ်ကံနှိမ့်ဆက်ပြီးတော့ရောက်ရမဲ့အဝီစီငရဲမိဘူးရဲ့အပူတွေဟာပြီးတခိုက်တော့ဒီလိုဒုက္ခခံပြီးတော့နေရတာအဲ့ဒါမျိုးဂတိနိမိတ်ထင်နေတာလို့ဒီလိုပြောရမှာပဲနော်ဟောဓမ္မိကဥပါလကတို့ကြဥစဉ်တော်တရားနာပြည်သက်များကုသိုလ်ကောင်းမှုတွေသိပ်လုပ်ထားကွယ်လွန်ကနီးကြတော့ဟောနောက်ဆုံးရဲ့အချိန်လေးမှာငါမြတ်စွာဘုရားရဲ့တရားဓမ္မတွေနာကြားခြင်းသေးတယ်ဆိုပြီးတော့တန်ဃာတော်ရှင်သူမြတ်တွေကိုပင်းပြီးတော့မဟာတတိပဋ္ဌာနာတုတ်နာကြားမယ်ဆိုပြီးတော့လုပ်တန်ဃာတော်ရှင်သူမြတ်တွေကမဟာတတိပဋ္ဌာနာတုတ်ကိုစတင်ပြီးတော့ရွတ်ဖတ်တယ်ဆိုရင်ပဲကောင်းငင်ကနေပြီးတော့နတ်ပြည်6တက်ကနေပြီးတော့နတ်ယထာတွေရောက်လာတယ်ဒါတွေကိုသူကိုယ်တိုင်သိသိချာချာမြင်ရတယ်ဒီပြင်ပုဂ္ဂိုလ်တွေကလားမမြင်ရတာနော်တန်ဃာတော်ရှင်သူမြတ်တွေကမဟာတတိပဋ္ဌာနာတုတ်ကိုရွတ်တယ်ဟောကောင်းငင်ကနတ်ယထာ6ဆင်းကနေပြီးတော့လာပြီးတော့ဓမ္မိကဥပါဒကကြီးကျုပ်တို့နတ်ပြည်ကိုလိုက်ခဲ့ပါကျုပ်တို့နတ်ပြည်ကိုလိုက်ခဲ့ပါဆိုပြီးတော့ခေါ်ကြတယ်အဲ့တော့သူကဘာတော့ဆိုလို့ချင်းနေပါအောင်ဓမ္မတရားနာနေတော့မှာဆိုတဲ့ဒီလိုပုံစံမျိုးနဲ့ပြောချင်တာနော်နေပါအောင်ခဏနေကြပါအောင်လို့ဒီလိုပြောတာတန်ဃာတော်ရှင်သူမြတ်တွေကသူတို့ပေးရွတ်နေတာသူတို့တရားရွတ်နေတာကိုပဲရက်ခိုင်းနေထင်ပြီးတော့ရက်သွားကြနော်ကြောင်းထပြီးတော့ပြန်သွားကြအဲ့တော့ဓမ္မိကဥပါဒကကြီးသူ့အတွက်နတ်ယထာတွေလာပြီးတော့မြင်နေရတာလာနေတာကိုမြင်နေရတာဥစဉ်တော်တရားနာပြည်သက်ရေအဲ့ဒါဂတိနိမိတ်အာယုံထင်နေတာလို့ဒီလိုပြောရမယ်အဲ့တော့ကဥစဉ်တော်တရားနာပြည်သက်ရေလူလောကမှာတခါတရံများမှာဆိုလို့ရှိရင်လည်းပဲဒါကြားရတာတွေရှိတာပဲနော်ကောင်းရာသူကတိရောက်ဖို့ဆိုပြီးတော့ကောင်းတဲ့အာယုန်တွေမြင်တွေ့ပြီးတော့နေရတဲ့အနေအထားတွေမကောင်းတဲ့အာယုန်တွေမြင်တွေ့ပြီးတော့နေရတဲ့အနေအထားတွေမကြားရဘူးလားကြားရတယ်ကံအာယုန်ကမ္မနိမိတ်အာယုန်ဂတိနိမိတ်အာယုန်ဆိုတာတခုခုထင်းကိုထင်ပြီးမှကွယ်လွန်တာဥစဉ်တို့ကြားဘူးလားလူတယောက်ကတော့ဘလို့ကွယ်လွန်တော့ဆိုလို့ရှိရင်သူကသေငယ်စောနဲ့မျောပြီးတော့နေပြီအဲ့ဒီလိုအနေအထားမှာမနီးမဝေးမှာကျွဲကရွှွန့်ဘွက်ကိုဂျိုနဲ့ခတ်လိုက်တာနော်အဲ့ဒီတော့ရွှွန့်ဘွက်ကဘွက်ခနဲဆိုပြီးတော့မြည်သွားသူကအရင်ကလည်းပဲငါးတွေကိုဖမ်းပြီးတော့တပ်ဖြတ်စားတောက်ပြီးတော့နေတဲ့ရောင်းဝယ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဆိုတော့ကျွဲကရွှွန့်ကိုခတ်လိုက်လို့မို့ဘွက်ခနဲမြည်သွားတာကိုဟာငါးပွက်ပြီကွာဆိုပြီးတော့ပြောပြီးတော့တေးသွားနော်ဒါဥစဉ်တော်တရားနာပြည်သက်ဒီအဲ့ဒါသူလှုပ်ခဲ့တဲ့ငါးဖမ်းတာတွေကိုသူ့စိတ်ထဲမှာအာယုန်ထဲမှာမြင်ပြီးတော့နေတာဖြစ်မှာပဲเนาะဒါကံအာယုန်ထင်ပြီးတော့ကွယ်လွန်တာဖြစ်မှာပဲအဲ့တော့ပြောချင်တာကတော့ဘာလို့ဆိုရင်ကွယ်လွန်ငါနီးအခါကာလမှာကံအာယုန်ကမ္မနိမိတ်အာယုန်ဂတိနိမိတ်အာယုန်ဒီ၃မျိုးတည်းကတစ်မျိုးကတော့ထင်းကိုထင်ပြီးမှကွယ်လွန်တာမထင်မဲနဲ့ကွယ်လွန်တာရဲ့လို့မရှိနိုင်ဘူးဆိုတာเนาะရုပ်တရက်ကွယ်လွန်တဲ့ပုံကိုယ်တွေမှာဆိုရင်တော့စိတ်ပြည့်နေပြီတော့ထင်ရင်မှထင်ပါအဲ့လိုမဟုတ်ဘဲနဲ့ယောဂဆွဲပြီးတော့နေကြတယ်နာထားရှိယောဂသမားတွေကြတော့ဥစဉ်တို့တရားနာပြည်သက်ရေတော်ကြာကြတဲ့ကနေပြီးတော့ဒီလားရောက်ရမယ့်ဘဝတွေကိုမြင်ရတာတွေလည်းပဲရှိတတ်တယ်ဥစဉ်တို့ကြားဘူးတာတခါကြီးတယောက်ဒီလိုပဲကြမ်းမာရင်မကောင်းတဲ့ခါကျတော့မကောင်းတဲ့အာယုန်တွေကိုမြင်ရ
သူကကြားဘူးနာဝကလည်းပဲရှိပြီးတော့နေတော့ဒီမကောင်းတဲ့အာယုန်တွေမြင်ပြီးတော့နေရတော့ငါတော့မကောင်းတဲ့ဘဝတော့ရောက်တော့မယ်ထင်တယ်ဆိုပြီးတော့နော်ကွယ်လွန်ကနီးကာလမှာကုသိုလ်ကောင်းမှုလုပ်ချင်လို့ဆိုပြီးတော့သူ့ရဲ့တပည့်ကိုပြောတယ်ဘုန်းကြီးတွေပင့်ပေးသားမှာကွာဒီလိုပြောတယ်အဲ့တော့တပည့်ကလည်းပဲဘုန်းကြီးတွေနဲ့အရင်းနှီးမှုကလည်းပဲမရှိဘူးသာသနာရေးဘာသာရေးတဲ့နဲ့ကလည်းပဲရင်းနှီးမှုကမရှိဘူးမရှိတဲ့ခါကျတော့သူဘုန်းကြီးတွေပင့်ပြီးတော့မပေးဘဲနဲ့ဗဇက်ကပဲစကားကိုလှိလွှဲပြီးတော့ဆရာကျမ်းမာသွားမှာပါနေကောင်းသွားမှာပါဆိုပြီးတော့ဒီလိုအားပေးနေကွယ်လွန်သွားတယ်ဒီလိုလည်းပဲရှိတတ်တယ်အဲ့ဒီတော့ဦးဇင်းတို့ကဒီညမှာအထူးအားဖြင့်ပြောချင်တာကဘာပြောချင်တာတုံးဆိုလို့ရှိရင်ကွယ်လွန်ကနီးမှာကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံဒီ၃မျိုးကတစ်မျိုးမျိုးထင်းကိုထင်ကြမှာအဲ့လိုထင်ကြတဲ့အခါမှာဆိုလို့ရှိရင်မကောင်းတဲ့အာယုန်တွေထင်ပြီးမြန်ကွယ်လွန်ရင်ဒီပုဂ္ဂိုလ်ဘယ်ဘဝကိုရောက်မလဲမကောင်းတဲ့ဘဝကိုရောက်သွားမှာအဲ့တော့မကောင်းတဲ့အာယုန်တွေထင်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေကိုအဲ့ဒီမကောင်းတဲ့အာယုန်တွေထင်နေတာကနေပြီးတော့ပျောက်သွားအောင်လုပ်ပေးလို့ရတယ်ဆိုတာဒါဦးဇင်းတို့ကအဓိကပြောချင်တာဆိုကြပါတော့ပုဂ္ဂိုလ်တူတယောက်မကြမ်းမဖြစ်ပြီးတော့နေပြီဆိုရင်ဘေးကနေအကဲခတ်ပြီးတော့ကြည့်လို့မို့သူဟာရခွန်းနာကလို့လှုပ်ကြပါအောင်ကဲကြပါအောင်ခွေးတွေကလိုက်ပြီးတော့နေပါပြီနော်အမလီပူလာကြီးရဲ့လောင်လာကြီးရဲ့ဒီလိုများអော်ပြီးတော့နေတယ်ဆိုရင်ဦးဇင်းတို့တရားနာပြည့်တတ်တယ်အဲ့ဒါကောင်းရဲ့လားမကောင်းဘူးနော်မကောင်းတဲ့ဘဝကိုရောက်တော့မယ့်အနေအထားအဲ့ဒီလိုအနေအထားမျိုးဆိုရင်မိမိတို့ကပြင်ပေးလို့ရတယ်တဲ့ပြင်ပေးလို့ရတယ်စားထဲမှာတီဟိုကျွန်းမှာသောနာဂိရီလို့ခေါ်တဲ့ကျောင်းတိုက်တိုက်ရှိသောနာဂိရီလို့ခေါ်တဲ့တောင်ကြီးမှာအစေလဝိဟာရလို့ခေါ်တဲ့ကျောင်းတိုက်တိုက်ရှိတယ်အဲ့ဒီကျောင်းမှာသတင်းသုံးပြီးတော့နေတာကအရှင်သောနာထေတဲ့ဓမ္မဂတိကဆရာတော်ကြီးတဲ့သူ့ရဲ့ခမဲတော်ကြီးကမုတ်ဆိုးတငါမျိုးနဲ့အဲ့ဒီလိုလုပ်ငန်းမျိုးနဲ့စီးပွားရေးလုပ်တယ်ဟာသူများအသက်တွေတတ်တယ်အကောင်ပလောင်တွေတတ်တယ်ရဲဆက်ဆက်တတ်တယ်တတ်ပြီးတော့ဓာရီရောင်းဝယ်ဖောက်ကားပြီးတော့စားတော့ပြီးတော့နေတယ်စီးပွားရေးတွေလုပ်ပြီးတော့နေတယ်သားယဟန်ကနေတားတယ်ခမဲတော်ကြီးအဲ့ဒါတွေမလုပ်ပါနဲ့အကုသိုလ်ဖြစ်တယ်ဘလို့တားလို့မှမရဘူးဒါနဲ့ဒီလိုပုံစံမျိုးနဲ့အသက်ပဲကြီးပြီးတော့လာကြတော့တဲ့လာတော့သားယဟန်ကဒီတိုင်းဆိုလို့ရှိရင်တော့မလွယ်တော့ဘူးဆိုပြီးတော့ဒီခမဲတော်ကြီးကိုနော်အတင်းသင်္ကန်းဝတ်ပြီးတော့ပေးလိုက်ဦးစင်းကြီးဖြစ်သွားတာအဲ့ဒီဦးစင်းကြီးဒီလိုနဲ့ဘဝနောက်ဆုံးအချိန်ရောက်တဲ့ခါကျတော့ဦးစင်းတို့တရားနာပြည့်တတ်ရေးအာယုန်တွေကဘလို့တွေထင်လာတော့ဆိုရင်တောင်ကြီးကနေပြီးတော့ခွေးကြီးတွေကတက်ပြီးတော့သူ့လာပြီးတော့ကြိုက်တော့မလို့ပေါ့နော်ငကိုတော့ကသူတတ်ခဲ့တယ်တရိษံတွေကနေပြီးတော့သူ့ကိုလာပြီးတော့ဝိုင်းဝန်းပြီးတော့တိုက်ကြခိုက်ကြတော့မလို့ဒီလိုပုံစံမျိုးတွေထင်ပြီးတော့လာတာနော်အဲ့လိုထင်ပြီးတော့လာတော့ဗဇက်ကနေပြီးတော့ရောင်ရမ်းနေဟဲ့ငါသား6ပါဟဲ့ဦးစင်းကြီးဘာဖြစ်လို့တော့ဆိုတော့မမြင်ဘူးလားခွေးတွေတက်လာပြီနော်ကျွဲတွေနွားတွေတက်ပြီးတော့လာပြီဟိုမှာသားဒီမှာတိုက်တော့မလို့ဆိုပြီးတော့နော်ခွေးမလို့ဆိုပြီးတော့ဒီလိုဗဇက်ကနေပြီးတော့ပြောတဲ့အခါကျတော့ရခွန်းနာကအရှင်သောနာထေကနေပြီးတော့ငကိုတော့ငါတားခဲ့သားပဲမရခဲ့ဘူးခုတော့ဒုက္ခရောက်တော့မယ်နော်ငါလိုသားယဟန်မျိုးရှိနေပါရဲ့တန်းနဲ့တဲ့ဦးစင်ကြီးကွယ်လွန်သည်ရဲ့နောက်မှာမကောင်းတဲ့ဘဝကိုရောက်ရမယ်ဆိုရင်ဒါမဖြစ်သင့်ဘူးတဲ့အဲ့တော့ကောင်းရာတုကတိရအောင်ငါပြုပြင်ပေးမယ်ဆိုပြီးတော့အဲ့ဒီလိုအောင်းမေးမိပြီးတော့ကျောင်းထဲမှာရှိနေတဲ့ကိုရင်တွေကိုအကုန်ခေါ်ပြီးတော့လာစားဟာကိုရင်တွေကျောင်းထဲမှာရှိနေတဲ့ပန်းမင်းတွေကပန်းတွေချွေးကြစမ်းဆိုပြီးတော့ပန်းတွေခူးပြီးတော့ယူလာပြီးတော့ဖယားရှင်ပြင်မှာပန်းတွေပူဇော်မကြမ်းမဖြစ်ပြီးတော့နေတဲ့ဟောဒီဦးစင်းကြီးကိုလည်းပဲဘာတော့ဆိုလို့ရှိရင်ဖယားရှင်ပြင်မှာခေါ်လာပြီးတော့ဦးစင်းကြီးမျက်စိပွင့်ပြီးတော့ကြည်သမ်းပါဦးဦးစင်းကြီးအတွက်ဖယားပူဇော်ပြီးတော့ထားတာအဲ့ဒါပူဇော်ပြီးတော့ကြည်ညိုတဲ့စိတ်နဲ့ကြောလိုက်စမ်းပါဦးမြတ်စွာဘုရားတပည့်တော်မြတ်စွာဘုရားကိုပန်းနေနဲ့ပူဇော်ပါတယ်ဖယားဆိုပြီးတော့ကြောလိုက်ပါဆိုပြီးတော့ဒီလိုပြောတယ်
ဦးစင်းကြီးကမျက်လုံးဖွင့်ကြည့်ပန်းနေမြင်ဖယားမြင်ပြီးတဲ့ခါကျတော့ဖယားကိုကြော့တယ်အဲ့လိုကြော့တော့လေဦးစင်းတို့တရားနာပြီးသားများရခောနာကထင်လာခဲ့တဲ့မကောင်းတဲ့အာယုန်တွေကအကုန်ပြောက်သွားပြီးတော့လေဟောနတ်သားတွေနတ်သမီးတွေအာယုန်ထဲမှာမြင်လာရတယ်တဲ့နတ်ပြည်တွေမြင်လာရတယ်ရခောနာကပြောတဲ့အတိုင်းဆိုရင်ကံကပြောင်းသွားပြီနော်ကောင်းတဲ့အာယုန်ပေါ်ပြီးတော့လာတယ်ကောင်းတဲ့ဂတိနိမိတ်တွေပေါ်ပြီးတော့လာတယ်အဲ့ကြတော့မှဦးစင်းကြီးကငါသားရဲ့ဖယ်ပါရဲ့လမ်းဖယ်ပေးပါရဲ့ဆိုတော့နော်ဘာဘူးလို့တော့ဦးစင်းကြီးဆိုတော့ဟောမှာတဲ့ကိုတော့မိတွေးလေးတွေလာနေကြပြီဆိုတော့နော်နတ်သမီးတွေကိုပြောတာသူ့စီကိုနတ်သမီးတွေလာနေတာအာယုန်ထဲမှာလာပြီးတော့ပေါ်တာတဲ့အဲ့တော့ကြည်စံဦးစင်းတို့တရားနာပြီးသားကြီးအာကုသိုလ်ကံနေနှိပ်စက်လို့ဆိုပြီးတော့မကောင်းတဲ့ဘဝရောက်သွားတော့မဲ့ပုဂ္ဂိုလ်ကိုမိမိတို့ကနေပြီးတော့ပြင်ပေးလို့မရဘူးလားရတယ်အဲ့တော့ပြင်ပေးကြဖို့လိုအပ်တယ်အဲ့တော့နာတာရှည်ယောဂဆွဲပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေမိမိတို့အကဲခတ်ပြီးတော့ကြည့်အခြေအနေများမဟမ်းဘူးဆိုလို့ရှိရင်မိမိတို့ကစွမ်းနိုင်မယ်ဆိုလို့ရှိရင်ဘေးကနေပြီးတော့တရားခွေလေးတွေဗာလေးတွေဖွင့်ပြီးတော့ပေးတရားခွေလေးတွေဗာလေးတွေဖွင့်ပြီးတော့ပေးဖို့ဆိုတာလည်းပဲဒီပုဂ္ဂိုလ်ကငကိုယ်လုံးကနေပြီးတော့တရားအလေးအလာများတဲ့ပုဂ္ဂိုလ်ဖြစ်ရင်တော့ပို့ပြီးတော့ကောင်းမှာပေါ့နော်အဲ့ဒီလုံးမမဟုတ်ဘဲနဲ့ငကိုယ်လုံးကမှတရားကိုတော်လှန်ပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်ကွယ်လွန်ကနီးမှာတရားအဖွင့်ပေးလိုက်မှပို့ပြီးတဲ့ခိုင်တော့သူ့ခေါင်းလုံးထိုးပြသလိုဖြစ်မှာလေစိုးရသေးနော်အဲ့တော့မကြမ်းမာတဲ့ပုဂ္ဂိုလ်ကိုပြုစုကြတဲ့သူနာပြုတွေလိမ္မာကျွမ်းကျင်ဖို့လိုအပ်တယ်လူမမာရဲ့အနာမှာဆိုလို့ရှိရင်စိတ်မချမ်းသာစရာစကားတွေမပြောရဘူးဆေးကလည်းပဲမတောက်ဘူးနော်ပြီးတဲ့အခါကျတော့အလေးအပေါ်မစွန်တာကဘယ်နည်းရရှိပြီထမင်းမစားတာကဘယ်နည်းရရှိပြီစသည်အပြင်ဒီလိုလူမမာရဲ့ရှိကိုမြည်ပြီးတော့မပြရဘူးအဲ့တော့လူမမာစိတ်ချမ်းသာစေတတ်တဲ့စကားမျိုးတွေကိုပဲပြောပြီးတော့ပေးရမယ်ဘယ်တော့ကတန်ဃာတော်ရှင်သူမြတ်တွေဆုံးဆက်ကပ်ခဲ့တယ်ဘယ်တော့ကအလှူဒန်းတွေလှူဒန်းခဲ့တယ်စသည်အပြင်ကုသိုလ်ဖြစ်မဲ့စကားလုံးတွေပဲပြောပြီးတော့ပေးရနေ့စဉ်ဖရာတို့ဘာတို့စီမီပူဇော်ပြီးတော့အမေအတွက်တမဲဖရာစီမီပူဇော်ပြီးတော့ထားတယ်ပန်းပူဇော်ထားတယ်ရေချမ်းလှူထားတယ်အမေကြီးညိုလိုက်ပါအောင်အဖေကြီးညိုလိုက်ပါအောင်စသည်အပြင်ဒီလိုပြောပြီးတော့ပေးရမယ်အဲ့ဒီလိုပေးလိုက်မှာကုသိုလ်အာယုန်လေးတွေရပြီးတော့ကောင်းရာဒုက္ခတိကိုရောက်သွားမှာအဲ့တော့ဦးဇင်းတို့တရားနာပြည်သားများတခါတရားကြတော့ရခောနာပြစ်ကပြောခဲ့တဲ့အတိုင်းအနိနာမှာရှိပြီးတော့နေကြတဲ့လူမမာမှုကြတဲ့ပုံကိုယ်တွေကမလိမ္မာမကျွမ်းကျင်ကြဘူးအဲ့ဒီလိုမဟုတ်တဲ့စကားတွေပြောကြတယ်တခါတရားကြတော့သားတွေသမီးတွေကဦးဇင်းတို့တရားနာပြည်သားများမျက်ရည်ရှုံနဲ့သွားကြတယ်ဟောမှာအမေကမသေးသေးဘူးအဖေကမသေးသေးဘူးတရှုံလောက်ကြတယ်ဆိုရင်သွားရမယ့်ပုံကိုစိတ်ဖြောင်းမှာမလားမဖြောင်းနိုင်ဘူးဒါကြောင့်မို့လူမမာနသွားပြီဆိုရင်တတ်နိုင်သမျှတောကကိုသိမ့်ပြီးတော့ငိုတန်ရှိုက်တန်မထွက်အောင်တတိထားရမယ်ဗဇက်ကထွက်ပေါ်လာတဲ့စကားတန်ကြီးလင်းထွက်လာအောင်ဂရုစိုက်ရမယ်ငိုတန်မာကြီးမဖြစ်စေရဘူးနော်အဲ့လိုဆိုလို့ရင်ငိုတန်မာကြီးနဲ့ဆိုရင်ဟိုအပုဂ္ဂိုလ်ကဘယ်စိတ်ချမ်းသာပါတော့မလဲနော်မကောင်းတဲ့ဘဝတွေကိုရောက်သွားနိုင်တယ်ဒီလိုသိရမှာပေါ့အဲ့တော့ကွယ်လွန်ကနီးမှာဆိုရင်တန်ဃာတော်ရှင်သူမြတ်တွေကိုပင်းပြီးတော့စွန်ဆက်ကတ္တာမျိုးသင်္ကန်းကတ္တာမျိုးပရိတ်တရားနာကြတာမျိုးဒါမျိုးတွေကိုသားတွေသမီးတွေကကျေးဇူးသိတတ်တဲ့သားတွေသမီးတွေကစီမံဆောင်ရွက်ပြီးဖို့လိုအပ်တယ်ကုသိုလ်ရသွားအောင်အဲ့လိုဆိုရင်ကွယ်လွန်ကနီးမှာလှုပ်ပေးလိုက်မယ်ဆိုရင်ရခောနာကပြောခဲ့တဲ့အတိုင်းအာတန်နကံလည်းပဲမဖြစ်သွားနိုင်ဘူးလားဖြစ်သွားနိုင်တာပေါ့နောက်ဘဝမှာကောင်းရာဒုက္ခတိရောက်သွားတယ်အဲ့တော့မကောင်းတဲ့အာယုန်တွေထင်နေတာတောင်မှပြုတ်ပြင်ပြီးတော့ပေးလိုက်မယ်ဆိုရင်ကောင်းရာဒုက္ခတိရောက်နိုင်သေးတယ်ဆိုတာဒီလိုသိရမှာရတဲ့ရွာတွေကနေပြီးတော့တခါရှိတတ်တယ်လူမမာမေးဆိုတာရှိတတ်တယ်လူမမာမေးကြတဲ့ပုံကိုယ်တွေကဘလို့သွားမေးတော့ဆိုရင်စားစရာတောက်စရာမုံပဲသေးစားလေးယူပြီးတော့လူမမာအိမ်သွားကြသွားပြီးတော့ဘာလုပ်ကြတော့ဆိုရင်ထိုင်ပြီးတော့စကားတွေပြောကြတယ်ရရေးရွာရေးကိစ္စတွေပြောကြတယ်နိုင်ငံရေးကိစ္စတွေပြောကြတယ်ဘာကိစ္စညာကိစ္စတွေပြောကြတယ်ဟိုမှာလူမမာများဦးဇင်းတို့တရားနာပြည်သက်တွေမေ့မျောနေလို့မကြားဘူးများအောင်းမေ့မနေနဲ့နော်
ကြားတယ်အဲ့ဒီကြားနေတဲ့အာယုံနောက်เสียရရေးရွာရေးကိစ္စတွေလူမှုရေးရာကိစ္စတွေနိုင်ငံရေးကိစ္စတွေဒါတွေများကြားပြီးတော့အာယုံနောက်ပြီးတော့ကွယ်လွန်သွားမယ်ဆိုရင်ကောင်းရာသူကတိရောက်ပါအောင်မလားမရောက်ဘူးဦးဇင်းတို့စကိုင်းမှာအနောက်ပရကမဆရာတော်ကြီးဆိုတာရှိခဲ့ဘူးတယ်သူကသူ့ရဲ့တူကိုမေးတယ်ဘယ်နဲ့လဲတဲ့မင်းတို့ရွာလူမမာသွားမိတော့ဘလို့မြတ်မေးကြတော့ဒီလိုပါပဲဗျာစားစရာတောက်စရာလေးမုံပဲတည်သားလေးယူသွားပြီးတော့လူမမာအိမ်သွားပြီးတော့နော်စကားပြောပြီးတော့ပြန်လာခဲ့ကြတာပါပဲဗျာမင်းတို့ဟာကွာတဲ့အဲ့ဒါလူမမာသွားမိတာမှမဟုတ်ဘဲနဲ့တဲ့ဒီလူမမာဘယ်တော့သေမလဲဆိုပြီးတော့သွားပြီးတော့ကြည်ကြတာဟုတ်စားပဲတဲ့နော်အဲ့တော့လူမမာသွားပြီးတော့မေးကြတဲ့ပုံကိုယ်ကြီးဆိုတာလည်းပဲဦးဇင်းတို့တရားနာပြီးတတ်ရဲ့လူမမာနာမှာခုနကလို့အာယုံနောက်เสียစကားတွေမပြောရဘူးကုသိုလ်ဖြစ်เสียစကားမျိုးကိုပဲပြောတင်တယ်ဟလားဖရာစကားတရားစကားဒါမျိုးကိုပဲပြောတင်တယ်ဆိုပြီးတော့ဒီလိုသိကြရမယ်ယခေါနာကပြောခဲ့တယ်အရှင်သောနာရဲ့ခမဲတော်ကြီးခမဲတော်ဦးစင်းကြီးမကောင်းတဲ့အာယုန်တွေပေါ်ပြီးတော့နေရာကနေပြီးတော့လိမ္မာကျွမ်းကျင်တဲ့သားယဟန်ကနေပြီးတော့ပြုတ်ပြင်ပြီးတော့ပေးလိုက်တော့ကောင်းရာတုဂတိကိုရောက်မသွားဘူးလားရောက်သွားတယ်သူ့ရဲ့ပြောင်းမြန်ဦးဇင်းတို့တရားနာပြည့်တတ်ရဖြစ်နိုင်သေးတယ်ကောင်းတဲ့အာယုန်တွေပေါ်နေတဲ့ပုံကိုတောင်းမှပြုစုတဲ့ပုံကိုတွေမလိမ္မာဘူးဆိုရင်မကောင်းတဲ့အာယုန်ပဲပြောင်းသွားပြီးတော့မကောင်းတဲ့ဘဝကိုရောက်သွားနိုင်တယ်အမရဗုဒ္ဓမဟာကန္တာဝဆရာတော်ဖရာသူ့တရားထဲမှာမကြမကြာဟောပြီးတော့နေတယ်ဇာတ်ကြောင်းလေးတစ်ခုရှိတယ်အမရဗုဒ္ဓမြို့မှာဒါယကမာကြီးတယောက်ရှိကျောင်းတက္ကမကြီးတယောက်ရှိသူကအထူးအပြင်ကုသိုလ်တွေဘာကုသိုလ်တွေပြုတော့ဆိုတော့ရေကုသိုလ်ပြုတယ်ရေအိုးစင်တွေလုံးပြီးတော့နော်ရေတွေများများထဲပြီးတော့လှူဒန်းတယ်သူလှူနိုင်တဲ့နေရာတွေမှာလည်းပဲလှူဒန်းတယ်သူမလှူနိုင်တဲ့နေရာသူသွားပြီးတော့မထဲနိုင်တဲ့ပုံကိုယ်တွေနေရာမှာဆိုလို့ရှိရင်ဒီပြင်ပုံကိုယ်တွေလှုပ်ပြီးတဲ့ခိုက်တော့ရေတွေပါတွေဖြည့်ပြီးတော့လှူဒန်းတယ်သူ့ကိုခေါ်ကြတာကျောင်းမာကြီးလို့ခေါ်ကြတယ်ရေချမ်းတက္ကမကြီးဆိုပြီးတော့ဒီလိုခေါ်ကြတယ်တဲ့အဲ့ဒီလိုပုံစံမျိုးနဲ့အမရပူရမြို့မှာထင်ရှားပြီးတော့နေတဲ့တက္ကမကြီးကွယ်လွန်သွားကွယ်လွန်ပြီးတော့သွားတော့ထုံးစံအတိုင်းပေါ့လေသားတွေသမီးတွေဆွေမျိုးသားချင်းတွေတုတ်တန်မှာအလှူဒါနတွေပြုအမြအတန်းတွေပေးဝေကြဒီနောက်ကျတော့ရက်တို့ဘာတို့လဲတဲ့ခါကျတော့လည်းပဲပင့်ပြီးတဲ့ခါကျတော့ဆရာတော်တန်ဃာတော်တွေကိုပင့်ပြီးတော့အလှူဒန်းတွေလှူဒန်းကြအဲ့ဒါနဲ့ဆရာတော်ကသူကိုးကွယ်တဲ့ဆရာတော်ကတက္ကမကြီးရဲ့ရက်လဲဆိုပြီးတော့စွန်းတရားဟောပြီးတော့တောင်တမန်တရားကနေပြီးတော့ပြန်ပြီးတော့လာတော်တော်လေးလည်းပဲရောက်ရောနောက်ကနေပြီးတော့တက္ကမကြီးကခေါ်တယ်တဲ့ဆရာတော်ဖရာဆရာတော်ဖရာဟာဒါဒုတက္ကမကြီးအတန်ပါလားတက္ကမကြီးဘယ်ရောက်နေတာတော့ဘယ်ဘဝရောက်နေတာတော့ဆိုအရှင်ဖရာမပြောပါနဲ့တော့ဖရာတဲ့တပည့်တော်မှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ကုသိုလ်တွေရှိနေပါရဲ့တန်းနဲ့ကွယ်လွန်ငါနီးအခါကာလတုန်းကတဲ့သားတွေသမီးတွေကမျက်ရည်ဆက်လက်နဲ့တရှုံရှုံနဲ့ငိုကြတော့တပည့်တော်စိတ်မဖြောင့်ဘူးဖရာတဲ့အဲ့ဒီပုံစံနဲ့ကွယ်လွန်ခဲ့တော့တစေဘဝရောက်ရပါတယ်ဖရာတဲ့ဘယ်ရောက်ရတော့ကြည်သန့်နော်ကုသိုလ်ရှိနေတဲ့ပုဂ္ဂိုလ်တောင်မှသားတွေသမီးတွေမလိမ်မာတော့မကောင်းတဲ့ဘဝမရောက်ရဘူးလားရောက်ရတယ်မကောင်းတဲ့ဘဝရောက်ရတစေဘဝရောက်ရပါတယ်ဖေဟာဒါဆိုလို့ရှိရင်တက္ကမကြီးတဲ့တက္ကမကြီးကွယ်လွန်တော့ကတုတ်တန်မှာအလှူတန်းနေလှူဒန်းပြီးတော့အမြအတန်းပေးဝေတာတွေတာတို့မခေါ်ဘူးလားမရဘူးလားဆိုအရှင်ဘုရားအဲ့ဒီတုန်းကလည်းတပည့်တော်မသိလိုက်ပါဘူးဖေဟာတဲ့ဘာဘူးလို့တော့ဆိုလို့ရှိရင်ဒီဘဝရောက်လာတော့ဒီဘက်ကတဆေးတွေကတဲ့နော်ရေတကွန်တောင်ပျော်စရာကောင်းတယ်သွားရအောင်ဆိုပြီးတော့တပည့်တော်ကိုညာခေါ်သွားကြတာဗျာတဲ့အဲ့ဒါအကြောင်းမို့သုတ်တန်မှာအလှအတန်းလှူဒန်းပြီးတော့အမြအတန်းပေးဝေတာကိုတပည့်တော်မသိလိုက်ရပါဘူးဗျာတဲ့တာတူလည်းပဲမခေါ်လိုက်ရပါဘူး
အဲ့ဒါဥစဉ်တို့တရားနာပိတ္တရေဟိုဘက်ကတစီတွေကလည်းပဲနော်ချမ်းသာတဲ့ပုဂ္ဂိုလ်များကြွယ်ဝတဲ့ပုဂ္ဂိုလ်များကွယ်လွန်ပြီးတဲ့ခါကျတော့သူတို့ဘဝများဘဝတူများရောက်လာပြီဆိုမြဲမြဲမကြွရအောင်ဆိုပြီးတော့ဒီလိုလည်းပဲလှည့်စားတတ်တယ်ဆိုတာလည်းပဲဒါသိရမယ်နော်ရေတကွန်တောင်ပြောစရာကောင်းတယ်ဆိုပြီးတော့သူ့တာရုမခေါ်ရအောင်ညာပြီးတော့ခေါ်သွားကြတာတဲ့နော်အဲ့ဒါပြောစရာကောင်းတယ်ဆိုပြီးတော့ခေါ်သွားလို့မဟုတ်တပြီးတော့လိုက်သွားရတယ်တဲ့အလူတန်းလူတာလည်းပဲမသိလိုက်ရဘူးတာရုလည်းပဲမခေါ်လိုက်ရပါဘူးတဲ့ဒီနေ့တော့အရှင်ဖရာရက်လေစွမ်းတရားဟောတာတွေကိုလည်းပဲတပည့်တော်နာကြားရပါတယ်တဲ့တပည့်တော်တာဓုအနုမောဒနာလည်းပဲပြုရပါတယ်တပည့်တော်ကောင်းရာမွန်ရာဘဝကိုရောက်တော့မှာပါဆိုပြီးတော့ဒီလိုပြောပြီးတော့အတန်ပြောက်သွားတယ်တဲ့အဲ့တော့ပြောချင်တာကဟောဒီတက္ကမကြီးအလွန်တရာကုသိုလ်ကံကောင်းလို့သာနော်9ရက်လောက်ပဲမကောင်းတဲ့ဘဝမှာရောက်ရတာဟုတ်လားအဲ့တော့ပြောချင်တာကတော့အဓိကလူမမာနာနေကြတဲ့ပုံကိုယ်တွေမလိမ္မာမကျွမ်းကျင်ဘူးဆိုလို့ရှိရင်ကုသိုလ်ကံကောင်းနေတဲ့ပုံကိုယ်တွေတောင်မှမကောင်းတဲ့ဘဝမရောက်နိုင်ဘူးလားရောက်နိုင်တယ်အဲ့တော့လိမ္မာကျွမ်းကျင်မယ်ဆိုလို့ရှိရင်ယခွန်နာကလို့မုတ်ဆိုးတန်ဃာမျိုးကနေပြီးတော့သင်္ကန်းဝတ်လာတဲ့ဦးစင်းကြီးလို့မကောင်းတဲ့ဘဝရောက်ရမှာတောင်းမှမိမိတို့ကနေပြီးတော့ပြုပြင်ပြီးတော့ပေးလိုက်မယ်ဆိုရင်ကောင်းရာဒုက္ခတိမရောက်ဘူးလားရောက်ရတယ်ဆိုတာဒီနေ့ညဦးစင်းကပြောချင်တာကတော့အဲ့ဒါပါပဲနော်လောကမှာနောက်ဘဝကိုရောက်ဖို့ဆိုပြီးတော့အကျိုးပေးစဉ်အစွမ်းအပြင်ကံဆိုတာ၄မျိုးရှိတယ်ကွယ်လွန်ခြင်းကလည်းပဲ၄မျိုးရှိတယ်ကွယ်လွန်ကြတဲ့ပုဂ္ဂိုလ်တွေမှာဆိုလို့ရှိရင်ကံအာယုံကမ္မနိမိတ်အာယုံဂတိနိမိတ်အာယုံဒီ၃မျိုးတွေကတစ်မျိုးမျိုးထင်ပြီးမှကွယ်လွန်တယ်အဲ့ဒီထက်ကနေပြီးတော့မကောင်းတဲ့အာယုန်တွေထင်ပြီးတော့ကွယ်လွန်မယ်ဆိုလို့ရှိရင်မကောင်းတဲ့ဘဝရောက်ကြရမှာကောင်းတဲ့အာယုန်တွေထင်ပြီးတော့ကွယ်လွန်မယ်ဆိုရင်ကောင်းတဲ့ဘဝရောက်ကြရမှာမကောင်းတဲ့အာယုန်တွေထင်ပြီးတော့ကွယ်လွန်တော့မဲ့ပုံကိုယ်တွေမှာဆိုလို့ရှိရင်လည်းပဲမိမိတို့ကလိမ္မာပါဏတ်စွာပြုတ်ပြင်ပြီးတော့ပေးလိုက်မယ်ဆိုရင်ကောင်းရာဘဝကိုရောက်သွားနိုင်တယ်ကောင်းတဲ့အာယုန်တွေထင်မင်ထင်နေတော့လည်းပဲမလိမ္မာမပါနဲ့ဘူးဆိုလို့ရှိရင်ဦးဇင်းတို့တရားနာပိဋကရေမကောင်းတဲ့ဘဝရောက်သွားနိုင်တယ်ဆိုတာဒါအဓိကပြောချင်တာနော်ဒါကြောင့်မို့လူမမာတွေများအပြင်းထန်နေမကောင်းဖြစ်ပြီးတော့နေတယ်ဆိုရင်သားတွေသမီးတွေကမသိနိုးနာနဲ့အမွေတောင်းတာတွေလုပ်တင်လားမလုပ်တင်ဘူးနော်လူမမာရှိကနေပြီးတော့တန်လန်းကြီးထားပြီးတော့နော်အမွေစကားတွေပြောကြတာတယောက်နဲ့တယောက်ရန်ဖြစ်ကြတာဒါမျိုးတွေဟာလုံးဝမဖြစ်သင့်ဘူးဆိုပြီးတော့အဲ့ဒါကိုဦးဇင်းတို့အဓိကပြောခြင်းပါတယ်မိမိတို့ဟာဦးဇင်းတို့တရားနာပိဋကတ်တို့တတွေဟာဘဝပြေးလန်းပေါ်မှာရောက်ပြီးတော့နေကြတာဘဝပြေးလန်းပေါ်ရောက်ပြီးတော့နေကြတဲ့ပုံကိုယ်တွေဟာဆိုလို့ရင်ဟိုဘက်ပန်းဝင်ရတော့မယ်အနေအထားမှာပို့ပြီးတော့အရေးကြီးတယ်ဒီကနေပြီးတော့ခြေတလန်းလေးမှားသွားတာနဲ့ဒီပြိုင်နဲ့ဟိုဘက်မှာချော်လဲပြီးတော့သွားရမယ်ဆိုရင်ကောင်းမလားမကောင်းဘူးဒါကြောင့်မို့ဘဝနေဝင်ချိန်ကောင်းဖို့ဆိုပြီးတော့ဘဝရဲ့နောက်ဆုံးအချိန်မှာပြုပြင်တတ်ဖို့ဆိုပြီးတော့ဦးဇင်းတို့ကဒီတရားကိုဟောကြားရခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ပြုပြင်နိုင်ကြပါစေဆိုပြီးတော့တိုက်တွန်းရင်းနဲ့ပဲဒီနေ့ညတရားရှင်းနာကြရအောင်နော်ဓမ္မောတတံပိတဝါဧသဝိတံတပံတမုဟတံအာဇရမရံတိတိဘာဝံနိဗ္ဗာနံယန္တုတာတောဧဇာ1395ခုယတုတာယာတော်တလင်လာဇန်တရက်နေ့ညာရန်ရောက်လာမင်္ဂလာအခါကာလသမယ၌ဓမ္မောတတံလောဘဒေါသမောဟစိတ်တော့ကင်းပြောက်ကြည်အေဘဝနေဝင်ချိန်ကောင်းစေဖို့လို့ဆိုတဲ့တရားရည်စေကိုဗိဒဝါဝန္တာရွှင်ပြတောက်ကြရာနာကြရအကုန်သောကြောင့်ဝိတံတပံပူဇာညင်နောက်ကိလေသာအစိတ်အတောက်ဟူသည်မြသည်လမဝဒံလမဝတုပိဉ္ကြဘတွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောက်ပေမရောက်အောင်ပဲဖြောင်းအပ်ပါစေတည်းအာဇရာမရံဟောခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောတိတိဘာဝံကိလေသာဟုအပုခတိန်အငိမ့်ရာစိဖြစ်ပေထသောနိဗ္ဗာနံနိဗ္ဗာန်လိုခေါ်အေမျိုးတော်သို့သာတော်တရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်ပရိသတ်များတို့သည်ယန္တုပါရမီစင်စဉ်မြင့်ထမြင်၍မလင့်ပုံသေးဆိုင်ရောက်တော်မူနိုင်ကြပါစေကုန်တည်း